ကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးအမရပူရမြို့မင်္ဂလာရိပ်သာဓမ္မယုံကြီးဘော်တွင်တရက်2လ62ခုနှစ်၌ဟောကြားဆုံးမတော်မူအပ်သောပပင်စတရား3ပါးချုပ်ရန်နှင့်ဝေဒနာနုပတနာရှုပွားနည်းတရားတော်ကံကောင်းလာတာဘယ်လောက်ကြာပါလဲလို့မေးဖို့လိုလာတော့တပည့်တော်နေရတဲ့အသက်နဲ့အခုရောက်တဲ့အချိန်မှာကြာအောင်ပါပဲဖေဟာလို့ဖြေထုတ်ဘောကြကံကောင်းလာတာဘယ်လောက်ကြာလဲဒီသက်နဲ့မြတ်အခုရောက်တဲ့အချိန်ရောက်အောင်ပေါ့ဗျာဘောကြကြအဲ့ဒီကံကောင်းတာတွေကလည်းဒကာဓမ္မတွေဥမာလေးတစ်ခုပြောလို့ရှိရင်ရှင်းတော့ပါလိမ့်မယ်ဘယ်လိုဥမာပြောရင်ရှင်းမလဲလို့ဒကာဓမ္မတွေကမေးလို့ရှိရင်လောကီမှာယခုခါမှာဖောင်းတာဆိုရတဲ့ပူးလာရေကန်ဒီမိုးရင်းကရေပြည့်နေတယ်ခုလိုနေလေးပြင်းလာတဲ့အခါကုမောင်တို့တဖြည်းဖြည်းမခံရဘူးလားခံရမှာဘာဖြစ်လို့ခံရတော့ကံတော့ကောင်းတာပဲမိုးရတုန်းကပြည့်နေတာပဲမိုးရတုန်းကပြည့်နေတာပဲအခုဘာဖြစ်ပါလိမ့်မလို့ဆိုတော့အိုးနေဘူးလို့တဖြည်းဖြည်းခံရတယ်ဖေရလို့ဆိုရင်လွယ်ပါမလွယ်ဘူးဆိုတာသဘောကျနော်အဲ့ဒီကံထဲနေတဲ့ငါးလေးတွေကလည်းဒီကံထဲနေတဲ့ငါးလေးတွေကနေဘူးတစ်နေ့တစ်နေ့ခန်းချောက်နေကဘူးလို့တစ်နေ့တစ်နေ့ခန်းချောက်သွားတဲ့အခါကျတော့ငါးကသာမသိတလိษံမှုမသိရှိရမယ်ရေခန်းတာကတော့ဖြင့်ငါးသေးဘူးပဲဆိုတဲ့ဥစ္စာတရားဓမ္မတွေညင်းဖို့လိုသေးတယ်ရေခန္ဓာပါလို့ဘာဖြစ်ရှင်လို့ပါလိမ့်မလဲကဲခါစမ်းငါးသေးဖို့ဆိုတာသိကြကြတို့ကငါးကသိပါရဲ့လားလို့တရားတော်လို့မေးရင်မနဲ့ဖြေကြငါးကမသိရေကတော့ခန်းတယ်ငါးကတော့မသိဘူးဆိုတော့တရားဓမ္မတို့သင်္ခါရကိစ္စပါဟောရေကတော့ခမ်းပြီငါကတော့တိရစ္ဆာန်မသိဘူးမဆိုလိုက်ကြရေကတော့ငါကတော့တိရစ္ဆာန်မသိဘူးဆိုတာကသဘောကျဟောဒါဖြင့်ကုန်းဘောကကျွတ်တို့ကနေကြည့်ကြသူကျွတ်တို့ကကုန်းဘောကနေကြည့်တာပေါ့ကန်းကနေကြည့်တာပေါ့ဟောငါလေးတွေကြည့်စမ်းနောက်များမကြမီပဲရေခမ်းပြီးကြလားဇွန်တို့သိန်းတို့သောကွေရိအစာဖြစ်ရှာတော့မယ်ဆိုတာကိုညင်းနေဖို့လိုသေးလားဘာဖြစ်လို့ဒီဥစ္စာဒီလိုဖြစ်ရပါလိမ့်မလဲလို့မေးလို့ရှိရင်ဖြင့်တရားဓမ္မတွေရေခမ်းလို့သူတို့ခိုးစရာကတ်စရာရှိသေးရဲ့မရှိပါဘူးခိုးစရာကတ်စရာမရှိတဲ့အတွက်အသက်ပါဆုံးရှုံးခြင်းမရောက်ပါဘူးရေမေးပြီးငါရေကံမေးပြီးကြလားနေရတာကိုဗျရေကံကရေခမ်းတော့ငါးဒီကားလို့ဆိုရင်ငါဘောတိုင်းနေမယ်ဆိုလို့ကမောင်တို့ဒါကတစ်တို့ဖြစ်ပါဘာမိပြီးနေရပါလိမ့်ဗျာရေမိပြီးနေရတဲ့အတွက်ဓမ္မတွေပဲစဉ်းစားပါတော့ရေခမ်းလေငါးသက်တို့ကိုနီးလေဆိုတာကအထူးသဖြင့်မသေးကြလားသိကြပါဘူးသို့ဒီပဲဓမ္မတွေအသက်နဲ့မျှကံဤဟူသောရေတွေကကျွတ်ပြုလုပ်ခဲ့တဲ့ကံတွေကရေတွေနဲ့တူပါလေနော်ဒီကံတွေကယခုခါမှာအရင်တိုင်းပဲရှိသေးတယ်လားတော်တော်ခမ်းမလားဆိုတာဓမ္မတွေညာနဲ့ကြည့်ကြဒါဖြင့်ရေကမ်းလို့ရှိရင်ဖြင့်ငါးနဲ့တူတဲ့ပုရုဇဉ်ငါးနဲ့တူတဲ့ပုဂ္ဂိုလ်တ attva တွေဒီဓမ္မတွေအသက်ရှည်ဖို့နဲ့တူဖို့ဘယ်ဟာကများပါလဲတူဖို့ကများတယ်ဆိုတာသိကြကြဒါဖြင့်တူဖို့ကများနေတဲ့အထက်မှာကျွတ်တို့ဒီကံဒီဥသောရေတွေကဖြင့်ခန်းကုန်တော့ဟာဒုက္ခပြန်မသိတဲ့ငါးမိုက်သမားလိုပဲငါးမိုက်သရဝါလိုပဲပတ္တဝါလိုပဲဒီလားရှာလားပွေလားခင်လားမင်လားကျင်နာလားတွေနဲ့နေကြလို့ရှိရင်ဖြင့်ကျွတ်တို့သေဘေးမသိတဲ့ပုဂ္ဂိုလ်လို့ဆိုလို့ရှိရင်လွယ်ပါတဲစဉ်းစားဖို့ကောင်းတယ်ဆိုတာသဘောကျကြပါဘယ်နဲ့နေကြကြတော့ဆိုတော့အသက်နဲ့မျှအသက်ကြီးတဲ့ပုဂ္ဂိုလ်ကံရည်ကိုခမ်းတယ်ဆိုလို့ရှိရင်လွယ်ပါသက်ကြီးတဲ့ပုဂ္ဂိုလ်ဘယ်လိုဆုံးဖြတ်ချက်ချကြမလဲကံရည်ပိုခမ်းတယ်ဆိုတော့အခုတရားတော်လုံးဓမ္မတွေခင်ဗျားတို့အတိတ်ကပြုခဲ့တဲ့ကံနဲ့ရေနဲ့တူတဲ့ကံတွေဟာအခုခါမှာတနေ့တခြားဘာဖြစ်နေသလဲစဉ်းစားစမ်းပါခမ်းတယ်နော်
ရေခန္ဓာဘာဖြစ်လို့ဘုံလို့မဲလို့ရှင်နေပူလို့ရေခမ်းရတယ်ရေခမ်းလို့ရှင်ရေခမ်းရင်၅ပါးဖြစ်မလဲဆိုသေကံနည်းဖြစ်ဖို့ပဲဆိုတာကိုလွယ်သေးလားရေခန္ဓာ၅ပါးဖြစ်ဖို့ပါလေသေကံနည်းဖြစ်ဖို့ပါပဲဆိုတော့ညှင်းဖို့လွယ်သေးလားဒီမှာလည်းဘုန်းကြီးတို့ပြုလာတဲ့တိတ်ကံတွေဘယ်နှမြန်နေကြပါလိမ့်လို့ခံကုန်ပြီဆိုတာသဘောကျလားအတိတ်ကံတွေအရင်တော့ကြံသေးရလားဘာဖြစ်ကုန်ကြအောင်မေးခံကုန်တော့ကျတော့ဒီခုတဲ့တိုင်နေပဲငါးလေးတွေလိုပဲတောင်းလေးရှက်ပြီးကြလားရက်ခါနဲ့ရေရင်ရေနေတဲ့ပြောနေလို့ရှိရင်သေမှမသိလို့ပြောတဲ့အတိတ်ပဲကမောင်တို့တကားတစ်တို့မရောက်လားဒီမှာလည်းသားနဲ့သမီးနဲ့ဆွေနဲ့မျိုးနဲ့အယောင်းနဲ့ဝယ်နဲ့သွားလိုက်လာလိုက်နေတဲ့ပုဂ္ဂိုလ်များကိုယ်ကံရေခန္ဓာမသိဘဲနဲ့ငါးပြောနေတယ်ဆိုတော့တိရစ္ဆာန်ပြောနေတဲ့အဓိပ္ပာယ်ရောက်မရောက်အဲ့ဒါစဉ်းစားစေခြင်းလို့ရှင်းပိုင်းဒါလေးထည့်ပြပါလေသဘောကျဒါဖြင့်ကံကိုမိပြုနေရတဲ့ပုဂ္ဂိုလ်ကံခံလို့ရှိရင်အသက်တန်းကုန်မယ်ဆိုတဲ့ဥစ္စာညင်းနေကိုလိုသေးလားကံကိုမိပြုနေတဲ့ပုဂ္ဂိုလ်ဒီဓမ္မတို့ကံဒီဥသောရေခံလေလေအသက်တန်းကုန်လေလေပဲဆိုတာကိုသဘောကျကြယခုကိုယ်အသက်နဲ့ကိုယ်ဟာနဲ့ကိုယ်ပဲဓမ္မတွေရှင်းဆက်ပြီးဒီကလာကြည့်လိုက်စမ်းပါအတော်အားနဲ့နေပြီဆိုတာကောမသေးကြဘူးလားအခုချိန်မှာငါတိရစ္ဆာန်ကဲ့သို့ပြောခြင်းရွှင်ခြင်းလားတဲ့မသေးရရှားဖို့အချိန်လားဆိုတာအကဲခတ်ပါကြကြစဉ်းစားပါဓမ္မတို့မသေးရရှားဖို့အချိန်ရောက်နေတဲ့အချိန်မှာငါလို့မသိပဲနဲ့ရောင်းလိုက်ဝယ်လိုက်ပြောလိုက်ဆိုလိုက်နေလိုက်ထိုင်လိုက်သွားလိုက်ရွှင်လိုက်ပြုံးလိုက်နဲ့ဒုက္ခမောင်ဒီလိုနေလို့ရှိရင်ဖြင့်ဖြစ်တဲ့လူတိရစ္ဆာန်တဲ့သွင်းရင်လွဲမယ်မဟုတ်ပါဘူးသဘောပါကြအဲ့ဒါတွေညာနဲ့စဉ်းစားတော့မှငါတို့ဒီမသေးရရှားဖို့အချိန်မှမရှားပဲနဲ့ငါပြောပြီးကြလားကံရည်ကလည်းခံနေကလည်းပုကံရည်ကလည်းခံငါပြောပြီးနေလို့ရှိရင်ငါတို့ဖြင့်ဒီခုနကပြောခဲ့တဲ့ကြီးတို့စွန်းတို့အစာမဖြစ်ရဘူးလားငါဒီမှာလည်းထို့တူတရားဓမ္မတွေဒီအပျော်တတ်နဲ့သာနေကြမယ်ဆိုလို့ရှိရင်ဒီဓမ္မတွေဒီကားလို့ဆိုရင်ဖြင့်အပယ်လေးပါးဤသောငါတို့စွန်းတို့သိမ့်တို့အစာဖြစ်ရလိမ့်မယ်ဆိုတာကိုယ်ဆုံးဖြတ်ချက်ချပါသဘောကျကြဒါရင်ပြောချိန်လားတရားဓမ္မတို့မသေးရရှားဖို့ချိန်ရောက်ပလားလို့မေးလိုက်ပါတယ်မသေးရရှားဖို့ချိန်ရောက်ပြီဆိုတာဖြင့်ညင်းစာမနေကြပါနဲ့တော့လို့ပြောလိုက်ပါတယ်သဘောကျကြခုတရားနာလာကြတာဘာကိစ္စလာကြပါလိမ့်မလို့မေးလို့ရှိရင်ဖြင့်တပည့်တော်ဘုရားမသေးရအရှာလာတာပါလို့တပွဲလုံးဆုံးဖြတ်ချက်ချဘာလို့လာကြဘာဖြစ်လို့မတရားရှာလာကြပါလိမ့်မလဲလို့မေးထုတ်တဲ့ခါကျတော့မှကံရည်ခန်းကိုသေကံကနီးပါပြီသဘောကျကံရည်တွေကဘယ်နဲ့နေကံဆိုတာအတိတ်ကံကိုဆိုပါတယ်နော်အတိတ်ကံတွေကခန္ဓာဓမ္မတို့ခန္ဓာကိုယ်ကအရင်လိုပဲရှိသေးသလားတဲ့သေကံနီးတဲ့အမူအရာတွေပြနေဗလားသေကံနီးတဲ့အမူအရာတွေပြပြီးဒီကလာနေတာတောင်မှဓမ္မတို့အပြောမပြတ်အပြုံးမပြတ်ဆိုလို့ရှိရင်ပြဥက္ကမောင်ခက်သေးတယ်လို့ဆိုရလိမ့်မယ်မဆိုရဘူးလားဘာနဲ့တူးနေပါလိမ့်မလို့ဆိုတော့မသိတဲ့ငါးပြောနေတယ်ဆိုလို့ရှိရင်လည်းလွယ်ပါအဲ့ဒါလေးတွေကိုလည်းအိမ်ပြန်ပြီးကြတာတို့ဆရာဘုန်းကြီးကဘယ်လိုများဆုံးလိုက်ပါပါဇက်ကလေးနဲ့ပြောမဲ့ကြံအယောင်လေးတိုးချက်မဲ့ကြံအဝယ်လေးတိုးချက်မဲ့ကြံအဝိဇ္ဇာလေးပြည့်စုံအောင်ကိုတိုးချက်မဲ့ကြံတိုင်းကြံနေမင်းဟာကသေကံဤနေတာတောင်မှတလိ္ဆာမိုက်တုံးပဲလားกว่าလို့ကိုမေးစမ်းသူကမောင်မဲလိုက်မမဲလိုက်ဒါကတစ်တို့မဲလိုက်မမဲလိုက်သဘောကျကြအဲ့ဒါဓမ္မတွေတရားဝဲထဲမှာမှတ်သွားတဲ့ဥစ္စာအိမ်ကျစဉ်းစားမှဖို့တတ်ပါလိမ့်မယ်နော်အိမ်ကျစဉ်းစားတဲ့အခါကျလို့ရှိရင်ငါတို့သားနဲ့ပြောသမီးနဲ့ပြောစိန်ကြောင့်မရဗရမများတွေနဲ့အပြောကြီးပြောနေတဲ့ဥစ္စာဘာပြောပါလိမ့်မလို့မေးတော့တိရစ္ဆာန်လို့မသိလို့သေကံဤပြောနေတာပါလားလို့သုံးပြချက်ချသမ်းပါဘာပြောကြပါလိမ့်သေကံဤပြောဆိုတာနားထောင်လို့ဥက္ကမောင်ကောင်းမကောင်း
တခါသစ်တို့ကောင်းမကောင်းအဲ့ဒါသေးချာစဉ်းစားကြပါတယောက်တယောက်လဲဓမ္မမိတ်ဆွေချင်းဟာခင်ဗျာဘာလို့မလို့တော့ဘာလေးကျုပ်ကပြင်ဗျာအချက်မလို့နဲ့ဗျဒေဂန်ကြီးကံရည်ခန်းကုန်ပြီလို့ဘုန်းကြီးကဟောထားတယ်ငါးပြောမနေနဲ့ငါးပြောဆိုတာတိရစ္ဆာန်ဆိုတာဟိတ်ပုဂ္ဂိုလ်ဆိုတာဘာမှမသိလို့တော်ကြကြည်လင်းတာတွေအစာဖြစ်ရတယ်ကြီးစွန်တို့အစာဖြစ်ရတယ်လို့ကျွတ်တို့အပေလေးပါးရဲ့အစာဖြစ်နေမယ်ဗျဆိုပြီးတယောက်လည်းသတိပေးကြပါသဘောကျဒါဖြင့်ဒီကံကလည်းခန်းကနေနေတော့ဒီငါးလေးတွေကဒကာဓမ္မတို့သိချင်းသိသိရတော့မယ်ဆိုတာဥက္ကံပေါင်းတို့ကသစ်တို့ညင်းဖို့လိုသေးလားဒီမှာလည်းကျွတ်တို့ဒီတိုင်းနဲ့သားနဲ့များနဲ့ဆွေနဲ့မျိုးနဲ့စီးပွားရှာအမျိုးမျိုးဘုံသာနေကြတော့မယ်ဆိုလို့ရှိရင်ဖြင့်ဘုန်းကြီးတို့ဒကာဓမ္မတွေစဉ်းစားပါတော့တိရစ္ဆာန်ပြောပြီးဒီကလာတိရစ္ဆာန်တွေသိရလို့ရှိရင်ကိုကျိုးလှလာကြီးနေတော့မယ်ဆိုတော့ဥစ္စာညင်းဖို့လိုသေးလားအခုပညာဆင်ခြင်ရောက်ပါဗလားလို့မေးလိုက်ပညာဆင်ကြပါတော့တဲ့ဒီမှာကတော့ဖြင့်မဝေးတော့ပါဘူးဆိုတာသဘောပါကြဘယ်နဲ့ကြောင့်ဆရာဘုန်းကြီးကဒီလောက်ကိုသတိပေးနေရပါလိမ့်မလဲလို့ဘုန်းကြီးတို့ဒကာဓမ္မတွေကရှင်းနဲ့ဘုံမဲလို့ရှိရင်ဖြင့်ဒကာဓမ္မတို့ခမည်းတော်ပြုလာတဲ့ကံယံကထောက်ပံ့လာရတာကြာပြီအခုအချိန်မှာအမှန်တန်အားနေနေပြီလို့ဆိုလို့ရှိရင်ဖြင့်ဒကာသစ်တို့ခမောင်တို့လွယ်ပါသဘောကျလားဒါဖြင့်အခုအချိန်ပါရှာဖို့အချိန်လေလို့မေးလိုက်ပါတယ်မတရားရှာဖို့အချိန်နော်ဒကာဓမ္မတို့ဘာချိန်ရောက်ပါလိမ့်မတရားရှာဖို့အချိန်ရောက်ပါပြီဆိုတာသတိထားဖို့ကောင်းပါတယ်ခင်ဗျားတို့ဖြစ်စဉ်ကဒကာဓမ္မတွေဖြစ်စဉ်ကဘုန်းကြီးကအရင်ချာတွေမဟုတ်ပဲသတိပေးလိုက်ပါတယ်သေကံနည်းတွေကသေကံဝေးတွေငဲ့ပြီးအလုံးလုံးနေတဲ့ဥစ္စာဟာအတော်ဆိုးတယ်နော်သေကံနည်းတွေကဗါတဲ့သေကံဝေးတွေငဲ့ပြီးဒီကလာမအားမလားအောင်တခါတည်းစီဝါရှာပြီးဒီကလာနေတဲ့ဥစ္စာအယုတ်ဆိုးဆုံးပဲထင်တယ်မဆိုးဘူးလားသေကံနည်းကဘုရုအတွက်ရှာပေးနေရအမရိမိုက်ချက်တန်လိုက်တဲ့ဖြစ်ချင်းမပြောပါနဲ့တော့လို့ဆိုလို့ရှိရင်ဒကာသစ်တို့ကနာရများရှိသေးတယ်ဘယ်နဲ့လုံးမလဲဗျဒီသားဒီသမီးတွေနဲ့လို့ဒကာဓမ္မတွေကလည်းညှိုးထိုးကြဘူးလားတပည့်တော်အလုပ်တွေတိုးမချက်လို့ရှိရင်ဒီသားဒီသမီးတွေကြည့်ပွားလာအကြောင်းထားမှဖြစ်ဒိဋ္ဌံချာရဲတွေဖြစ်သူတို့ကလူလားမြောက်လာလို့ဝတ်ဖို့စိတ်တွေတပည့်တော်ဘယ်နဲ့လုံးမှာတော့လို့မဲတဲ့ကသေကံနိကပြောတာလားသေကံဝေးကပြောတာလားစဉ်းစားကြည့်စမ်းသေကံဝေးကဘုရုအတွက်သေကံနိကဘုရုအတွက်ပြောနေပါလေအိုးလွယ်လိုက်တဲ့ဖြစ်ချင်းကိုရေးတော့ကိုမသိပါလားဒကာဓမ္မတို့ဘာတော့ကိုရေးကိုမသိတဲ့ပုဂ္ဂိုလ်တွေထဲလို့ရှိရင်လွယ်ပါမလားအဲ့လောက်တောင်ရုပ်ဆိုးကြည်တန်နေတဲ့စိတ်တုပ်ပတ်တွေကိုလေသေကံနိကအသေးလို့သာရှာဖို့ရည်ကြည့်ပါတဲ့ဥက္ကမောင်ပါရေးကြည့်သေကံနိကအသေးလို့ရှာဖို့ရည်ကြည့်ရဆိုတာသေတာထုံးစံပဲလို့ဒီလိုမြည်လိုက်ပါနဲ့မတရားရှိပါသေးတယ်ဆိုတာလည်းလမ်းကွဲလေးမှတ်လိုက်ပါဦးမတရားရှိသေးတယ်ဆိုတာလည်းဘယ်လိုမှတ်ကြမလဲလမ်းကွဲရှိသေးတယ်ဆိုတာကကျင့်တတ်ပါဗလားကဲဒါဖြင့်ဒကာဓမ္မတို့အခုတတိပြလိုက်တဲ့နှစ်ချက်ဒီကံရေခမ်းလို့လေဒကာဓမ္မတွေသေကံနီးလို့လေမတရားရှာပါတော့တစ်ချက်နော်သေကံနီးကသေကံဝိတဲ့ဂိယူဆိုင်ပြီးနေတာလေအမှားတော်ကိုကြီးတာကလည်းတစ်ချက်ဒါတွေပညာသင်ကြပါတော့ဆိုတော့နှစ်ချက်တည်းသတိပေးထားပါတယ်ဘယ်နှချက်သတိပေးပါလဲနှစ်ချက်သတိပေးတယ်ဆိုတာဟိုလည်းလေးလေးစားစားနဲ့ဒကာဓမ္မတွေမှတ်ပါကိုယ်မှာအတိတ်ကံတွေကဘယ်နဲ့နေကြလဲသေကံကမနေသေးဘူးလားအတိတ်ကံကြောင့်ဖြစ်တဲ့ကျွတ်တို့လူတ attva တွေသေကံနေနေပြီဆိုတော့ဆိုညင်ဖို့လိုသေးလားဘာရှာဖို့အချိန်ရောက်လဲမသေးရှာဖို့အချိန်ရောက်ပြီဒကာဓမ္မတို့ဘာရှာဖို့အချိန်ရောက်ပါလိမ့်မသေးရှာဖို့အချိန်ရောက်ပြီဆိုတာလည်းသဘောပါလားမသေးရှာဖို့အချိန်ရောက်တဲ့အချိန်မှာလဲသာသမီကသေကံဝေးမိမိကသေကံအမေမိဘကသေကံနီးသေကံနီးကသေကံဝေးအတွက်ဆိုရင်ကြောင်းကြပြီးဒီကလာဂိယူဆိုင်ပြီးဒီကလာအထူးတလဲလုံးနေတဲ့အလုပ်ဟာလေဒကာဓမ္မတို့မိုက်ပုံတစ်မျိုးပဲလို့ဆိုလို့ရှိရင်ဖြင့်ဒကာသစ်တို့ခမောင်တို့လွယ်ပါအဲ့ဒါကြောင့်
ဒကာဓမ္မတို့ကိုယ်ရေးမသိတဲ့ပုဂ္ဂိုလ်များမှာဒီနှစ်ခုဘာမှမစဉ်းစားတော့ဘူးစဉ်းစားသေးရလားကိုယ်ရေးမသိတဲ့ပုဂ္ဂိုလ်ကလေကံရေခမ်းမမှုလည်းသူစဉ်းစားသေးရလားသေလူဝါဆိုတာကိုတွေးသေးရလားငါကတေကံနေပြီငါရေးတာသေလို့ရှာဖို့ရေးတာငါကြီးတော့တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေတော့ဖြင့်သူတို့ကံနဲ့သူတို့ပဲလို့ဒီလိုထားနိုင်တဲ့ပုဂ္ဂိုလ်ကလည်းရှာမရှားလိမ့်မယ်လို့ထင်တယ်ရှာမမရှားဘူးလားအဲ့ဒါတွေကလည်းအခုပြောခဲ့တဲ့အချက်တွေကလည်းအလွဲနဲ့ချောကြီးပဲကိုယ်စိတ်ကူးတွေကဒကာဓမ္မတို့ကိုယ်စိတ်ကူးတွေကပါတဲ့အလွဲနဲ့ချောကြီးပဲဆိုတော့ကြက်ကြက်သတိထားကြမှာကိုယ်စိတ်ကူးကပါပါလိမ့်ဒကာဓမ္မတို့အလွဲနဲ့ချောကြီးပဲဆိုတော့ဘယ်အများကောင်းတာပါသေးတယ်ဘယ်မှကောင်းတာမပါတဲ့အလုပ်နဲ့ချိန်ကုန်ပြီးဒီကလာနေလို့ရှိရင်ဖြင့်အသေးစိုးပြေကျင်လို့ပဲလို့ဆုံးဖြတ်ချက်ချရင်လိုပါဒါပြန်အသေးစိုးနဲ့ဇတ်သိမ်းကြမလားဒကာဓမ္မတို့မသေးပဲသွားကြမလားဆိုတာမေးထုတ်ပါပြီမသေးသွားတဲ့နေ့ကိုရှာဖို့အချိန်ကောရောက်ကြမလားလို့မေးလိုက်ပါတယ်အချိန်လည်းပြေချာရောက်ပါပြီဆိုတာညင်းဆောင်နေဖို့လိုသေးလားအချိန်ရောက်တယ်ဆိုတာတရားမဟုတ်ပါဘူးကံကုန်ကံတွေကလည်းအားနေတာလို့အချိန်ရောက်ပါပြီဒေဂန်ဤဖြစ်နေတယ်ဒေဂန်ဝိရိယကိုဝိသုဖို့အချိန်လဲလျှော့ဖို့ရောက်ပါပြီဆိုတာကိုညင်းဖို့လိုသေးလားအဲဒါကြောင့်ဒကာဓမ္မတို့မတရားရှာတဲ့အလုပ်ကိုပြောကြပါစို့ဘာပြောရမလဲမတရားရှာတဲ့အလုပ်ကိုဟောတော့မယ်မတရားရှာတဲ့အလုပ်ကိုဒကာဓမ္မတွေသေးသေးချာချာမှပြီမတရားရှာတဲ့အလုပ်ဟာဖြင့်ဘယ်လုပ်ပါလဲလုံးလို့မေးတဲ့အခါကျတော့မှတဏှာကုန်တဲ့အလုပ်ဒီဒကာဓမ္မတို့မတရားရှာတဲ့အလုပ်ဒါလေးနှုတ်လုပ်ပြီးပတ်လိုက်စမ်းပါဒကာဓမ္မတို့မတရားရှာတဲ့အလုပ်ဟာဘယ်လုပ်ပါလဲတဏှာကုန်အောင်လုပ်တဲ့အလုပ်ပဲဆိုတာရှင်းရမလားမတရားရှာတဲ့အလုပ်ဟာဘယ်လုပ်ပါလဲရှင်းပြီနော်ဒါဒီတလုံးဟာအမှန်ဘုဒ္ဓံတယ်ဆိုတာမှတ်လိုက်စမ်းပါကျုပ်ပြမတရားရှာတာပဲဆိုတော့ဒကာဓမ္မတွေကမတရားဆိုတာနိဗ္ဗာန်ပဲလို့ပြောကြမှာပဲဒကာသင်ပြောပြီပြောရင်ပြော냐တယ်သူကလွယ်ရင်လားတဏှာကုံမသူစီရောက်မှာလားတဏှာကုံမသူစီရောက်မှာဖြစ်နေသောကြောင့်မတရားသွားတဲ့အလုပ်ဒီကားလို့တဏှာကုံအောင်နဲ့လုံနိုင်တဲ့အလုပ်ဒီမတရားသွားတဲ့အလုပ်ဒိဋ္ဌိကုံအောင်လုံနိုင်တဲ့အလုပ်ဒီလေးပိုင်းတစ်ပိုင်းမတရားသွားတဲ့အလုပ်ပဲဆိုရင်ကိုလွယ်ပါဒါကြောင့်ယနေ့ဒကာဓမ္မတို့တဏှာသဒိဋ္ဌိသတ်တွေကိုဟောတော့မယ်ဆိုတာသိသိချာချာမှတ်ပြီတော့နော်ဒီနေ့ဘယ်တရားဟောမယ်သင်ကြတဏှာသဒိဋ္ဌိသတ်ကိုဟောလိုက်နော်တဏှာသလို့ရှိရင်လည်းတဏှာနဲ့ဒိဋ္ဌိဟာကျွဲရည်ဖြစ်ပြီးဒီကလာနေသောကြောင့်ပါသွားပါလိမ့်မယ်ဆိုတာကိုဖြင့်ရှင်းရှင်းလင်းလင်းနဲ့ပဲမှတ်ထားကြပါခိုင်းတာဖြင့်မနေ့ကတုတ်ကိုပဲဒကာဓမ္မတို့မနေ့ကဒကာဓမ္မတွေမနေ့ကပြောခဲ့တဲ့ချက်ကလေးဒီအလုတ်စင်နဲ့ကွာပြရမှာဖြစ်ပြီးဒီကလာနေတော့3ရက်မြောက်လည်းရှိပါပြီဒကာဓမ္မတို့သင်္နံပတ်ကလေးကစပြီးတော့ခင်ဗျားတို့ဖြည့်ရှင်းကြတာပေါ့နော်လူတွေယောဂဥပ္ပန်တရားမင်းကြီးကဖះလာလျှောက်လူတွေယောဂဥပ္ပန်အန္တရာယ်တွေများမှအမှန်တန်ကြောက်ကြပါလေဗျာတဲ့ထို့သောပင်ကြောင့်များတယ်ယောဂဥပ္ပအန္တရာယ်များပြီးဒီကလာနေတာဘာကြောင့်ပါလိမ့်မလဲလို့လျှောက်တော့ဘုရားကဘာဖြေလိုက်တယ်ဩအိတ်တမစ္စရိယကြောင့်ယောဂဥပ္ပအန္တရာယ်များတယ်ကွာတရားရလို့ဖြေလိုက်တော့ဒါလည်းပြီးသွားရမို့လားဗျာဒီအိတ်တမစ္စရိယဆိုတဲ့တရားဟာလည်းဒကာဓမ္မတို့အကြောင်းမရှိဘဲနဲ့လာပါအကြောင်းမရှိဘဲနဲ့မလာတော့အကြောင်းရှာကြပါစို့ဆိုတော့တရားရမယ်ရှင်ဗျာဣတ္တမေတ္တရိယကတော့ဘယ်များလာပါလိမ့်မလို့မေးတော့မနေ့ကဘယ်နဲ့ဖြေပါလိမ့်ချစ်ချင်းမုန်းခြင်းကလားချစ်ချင်းမုန်းခြင်းရှိလို့ရှိရင်ဣတ္တမေတ္တရိယလာတယ်ဣတ္တမေတ္တရိယရှိလို့ရှိရင်ယောဂများဝိဝအန္တရာယ်တွေများတယ်ဆိုတာကိုရိပ်မိကြ။ကောင်းပြီဒါကတူတူပဲပြောတော့ပါမယ်လုံစကန်းယနေ့သေချာပြမှာဖြစ်နေလို့ခိုင်းတရားဓမ္မတို့ချစ်ချင်းမုန်းခြင်းဒီဘယ်ကများလာပါလိမ့်မလဲလို့မေးလိုက်ပါဆန္ဒကလာတယ်လို့ဘုရားကတရားဖြေလိုက်တဲ့အခါတရားကတန်တရားကင်းပါပြီဗျာလို့ပြောလိုက်တယ်အကျယ်မပြောတော့ဘူးအကျယ်မနေ့ကပြောပြီနော်ဒီဆန္ဒကဘယ်ကလာပါလိမ့်မလို့မေးထုတ်ပြန်တော့လေတရားကမေးထုတ်လို့ဘုရားကဘယ်နဲ့ဖြေလိုက်ပါလိမ့်
ဝိတက်ကလာတယ်လို့ဘုရားကဖြေလိုက်တော့ဒါလည်းသိပြီးသားပဲထားပါတော့နော်ဒီဝိတက်ဘယ်ကလာပါလိမ့်မလို့ဘုရားလို့အကျိုးကြောင့်ဆက်ပြီးဒီကလာတရားကမေးပြန်တော့ဘုရားကတဏမာနဒိဋ္ဌိကလာတယ်မဖြေဘူးလားဘယ်ကလာပါလိမ့်တဏမာနဒိဋ္ဌိဆိုတဲ့ပပြင်စားကလာတယ်လို့ဘုရားကဖြေလိုက်တယ်နော်မှာဝပါဠိတော်မှာတက္ကပညာသုတ်ဆိုပြီးဒီကလာဒီတိုင်းပဲဟောတယ်ကောင်းပြီဒါတွေကတော့ဖြင့်ဒကာဓမ္မတွေသူအကျိုးကြောင့်ဆက်ပြီးဒီကလာသိထားတော့ဒကာတရားကဆက်ပြီးဒီကလာဥက္ကမောင်တို့ဒကာသစ်တို့မေးပြန်တယ်နော်အရှင်ဘုရားဒီတဏှာမာနဒိဋ္ဌိဆိုတဲ့ပပြင်စာတရားတော်ဖြင့်သဘောကျပါပြီသူကလာတယ်ဆိုတဲ့ဥစ္စာသူ့ကြောင့်ဝိတက်ဖြစ်တယ်ဆိုတာတပည့်တော်ရှင်းပါပြီတဏှာမာနဒိဋ္ဌိချုပ်တဲ့တရားမရှိဘူးလားဖေဟာဥက္ကမောင်တိုက်ကြက်ပဲဒကာဓမ္မတွေတဏှာမာနဒိဋ္ဌိချုပ်တဲ့တရားမရှိဘူးလားဖေဟာချုပ်အောင်ကျင့်နိုင်တဲ့ကျင့်စရာတရားများမရှိဘူးလားဖေဟာမမေးလားမေးတဲ့အခါကျတော့ဘုရားခင်ကိုရမေကြီးကဝေဒနာကမ္မထံရှုกว่าဘာဖြေလိုက်ပါလဲကဲဒကာဓမ္မတို့ယနေ့ဘာဟောရမယ်ဆိုတော့ဖြင့်တရားထွက်လာပါပြီဘာဟောရမလဲဝေဒနာကမ္မထံဟောရတယ်ဝေဒနာဥပါဒနာရှုနေနေသည်ကိုပဲဒကာဓမ္မတွေချင်းမြောက်ထောက်ပံ့ရတော့မယ်ဆိုတဲ့ဥစ္စာဖြင့်ဘုန်းကြီးကဟောတာလားဘုရားကဝေဒနာရှုမှတဏှာမာနဒိဋ္ဌိသေမကွာလို့တရားကိုဟောလို့ဘုန်းကြီးတို့ကအတုလာရေးပြီးကြလားဟောရခြင်းပြောရခြင်းဖြစ်ပါတယ်ဆိုတော့ခိုင်လုံတဲ့အဓိပ္ပာယ်တွေမသေးကြသေးဘူးလားခိုင်ဒါဖြင့်ဒကာဓမ္မတို့တဏှာမာနဒိဋ္ဌိဘယ်ကလာပါလိမ့်မလဲမေးလိုက်တဲ့အခါကျတော့တဏှာမာနဒိဋ္ဌိကုံစေခြင်းနဲ့ကုံစေခြင်းလို့ရှိရင်ဖြင့်ဘယ်တရားများကျင့်ကြံကျုပ်ကိုအထောက်ရပါမလဲလို့မေးလိုက်တဲ့အခါကျတော့ဘုရားကဘာဖြေလိုက်ပါလဲဝေဒနာကမ္မထံကြိုးစားကြဒကာဓမ္မတို့ဘာကြိုးစားမလဲကောင်းပြီဒါဖြင့်ဝေဒနာကမ္မထံကြိုးစားရမယ်ဆိုတော့ဒကာဓမ္မတို့သိပါပြီဝေဒနာကမ္မထံပဲဆရာဘုန်းကြီးဟောရတော့မယ်ဆိုတဲ့အချိန်လေးရောက်ပါပြီနော်ဝေဒနာကမ္မထံကိုဒကာဓမ္မတို့ပြရတော့မယ်သိထားပါသောမနတဝေဒနာကလည်း2မျိုးသောမနတဝေဒနာကဘယ်နှမျိုးပါဒေါမနတဝေဒနာကို2မျိုးပဲလို့မှတ်ထားရအောင်ဥပ္ပခဝေဒနာကို2မျိုးပဲလို့မှတ်ထားရအောင်ပါဒကာဓမ္မတို့ခိုင်းဒါအထောက်အမဲ့တရားဖြစ်သောကြောင့်အသေးချင်းအသေးကိုလွတ်အောင်အသေးကိုလွတ်အောင်လုပ်အောင်မယ်တရားကတဏှာတမသိမယ်ဆိုတော့ဝေဒနာဖြစ်เสียတဏှာဆိုတော့ဝေဒနာမှမတတ်ရင်လေအာလုံးတရားတော်ဝဲလုံးတရားဓမ္မတို့တဏှာသေးပါမလားဝေဒနာဖြစ်เสียဟောဝေဒနာကရှင်းတဏှာလာမကွာသိကြကြခိုင်းဘုရားကပဲဟောလိုက်တော့ဝေဒနာနိရောဓဩဒါဖြင့်တရားဓမ္မတို့ခொနဲ့ကခြီးခဲ့တဲ့ဆရာဘုန်းကြီးပြောဆိုခဲ့တဲ့စကားအတိုင်းနိဗ္ဗာန်လို့ခြင်းတဏှာသမရမကွာဆိုတဲ့ဥစ္စာဒီဩဒီဝေဒနာကိုမရှိလို့ရှိရင်တဏှာကဖြင့်ဘယ်နည်းမှမသေးဘူးဝေဒနာပေါ်ရင်းသာသာယာနေကြလို့ရှိရင်ဝေဒနာဖြစ်เสียပါလာမယ်ကောင်းပြီဝေဒနာကိုจิตတို့ကဥပဒနာရှုကြပါစို့လို့ဆိုတော့ဝေဒနာနိရောဓဩဝေဒနာနိရောဓတဏှာနိရောဓဆိုတော့တဏှာသေးခြင်းဝေဒနာရှုရှင်းညတဏှာသေးခြင်းဝေဒနာရှုရမယ်ဆိုတော့ဒကာဓမ္မတို့သဘောထူးပါကြသို့သောသက္ကပညာသုံးမှာဟောတဲ့ဝေဒနာတွေသောမနတဝေဒနာကလည်း2မျိုးဒေါမနတဝေဒနာဥပ္ပခဝေဒနာ2မျိုးလို့မှတ်ထားကြပါဒကာဓမ္မကဝေဒနာဘယ်နှမျိုးစီရှိပါလဲ2မျိုးစီရှိပြီးဒီကာလနေတော့ဒီဝေဒနာတွေဒကာဓမ္မတို့ရှင်းတော့ကဘုန်းကြီးပြောခဲ့တာကဒုက္ခဒုက္ခဒုက္ခဝေဒနာဒုက္ခဝေဒနာဥပ္ပခဝေဒနာလို့ဝေဒနာ3မျိုးလည်းပဲခေါ်ခဲ့နော်ဒီသက္ကပညာသုတ်ကြပြန်တော့လေ6မျိုးလို့ဘုရားခင်ကိုရမကြီးကဟောပြန်ဝေဒနာတော့စုလိုက်တဲ့အခါကျတော့ဒုက္ခဒုက္ခဥပ္ပခပဲရှိပါတယ်ဥက္ကမဘာရှိတော့ပေါင်းလိုက်တော့ဒုက္ခဒုက္ခဥပ္ပခပဲရှိပါတယ်
တို့တော့လေဒုက္ခကဒုက္ခသောမနတဒုက္ခနဲ့သောမနတအတူတူထားလိုက်အဲ့တော့ဒီသောမနတဝေဒနာကလည်းနှမျိုးกว่าလို့ဘုရားကဒီနေရာဟောတာဒေါမနတဝေဒနာကိုဥပ္ပခဝေဒနာကိုနှမျိုးကောင်းပြီတဲ့ဝေဒနာကုပြထားတော့သောမနတကနှမျိုးဒေါမနတကနှမျိုးဥပ္ပခကနှမျိုးဆိုတော့ဒကာဓမ္မတို့6မျိုးမလေးဘူး6မျိုးပဲမဲ့သောမနတဆိုတော့သောမနတချင်းအတူတူပါဒေါမနတချင်းကရောဥပ္ပခချင်းကရောအတူတူပါပဲတဲ့တို့တော့ဘယ်နဲ့ကြောင့်ဘုရားဒီအိန္ဒိယမှာသောမနတ2မျိုးဒေါမနတ2မျိုးဥပ္ပခ2မျိုးထားပြီးဟောပါလိမ့်မလဲလို့ဆိုတဲ့ဥစ္စာကဒကာတော်တို့ယနေ့ရှင်းပြပါတော့သောမနတကခင်ဗျားတို့အပေကြစေတတ်တဲ့သောမနတ2မျိုးသဘောကျအပေကြစေတတ်တဲ့သောမနတ2မျိုးပါအပေမကြစေတတ်တဲ့သောမနတကဟောဒါကြောင့်2မျိုးပြလာတာကိုရေးမိလားသောမနတအပေကြစေတတ်တဲ့အပေမကြစေတတ်တဲ့ဘယ်မျိုးရှိသွားကဲဒေါမနတကလည်းတစ်ခါလုံးကြအောင်အပေကြစေတတ်တဲ့ဒေါမနတကအပေမကြစေတတ်တဲ့ဒေါမနတကပြုံးနေဆိုတော့နားထဲမှာဆန်းသွားဒေါမနတဆိုရင်အပေကြတာကြီးပဲလေဒီလိုလည်းမှတ်ချင်မှားတယ်နော်နောက်ရှင်းပြပါမယ်တဲ့ဒါသေးသေးဖြာဖြာတော့မှတ်တယ်ဖြစ်ကောင်းတဲ့ဒေါမနတရှိပါသေးတယ်ဥပ္ပခါကလည်းဒကာဓမ္မတို့ဒီတိုင်းပဲအပေကြစေတတ်တဲ့ဥပ္ပခါတစ်မျိုးအပေမကြစေတတ်တဲ့ဒါသေးချာမှဗတ္တိတရားကိုယနေ့မှပဲစပြီးအရင်ဒကာဓမ္မတွေနားနေတဲ့တရားနဲ့ဟောဒါတက္ကပညာတို့မှာဟောပြန်လို့ခွဲလာတာကိုလို့ဆိုတဲ့ဒကာသစ်တို့ခင်မောင်တို့အာလုံးတရားတွေလို့မှတ်ကြစမ်းပါကောင်းပြီပြန်မေးရမယ်ဒကာဓမ္မတို့ခင်ဗျားတို့မသေးရရှားတော့ဒီဝေဒနာတွေနဲ့ရှားမှာဖြစ်တော့ဒီအလုံးမှာဝေဒနာကြီးပါပဲနော်အဲ့ဒီဝေဒနာတွေကိုဒကာဓမ္မတွေကသောမနတဝေဒနာကလည်းဘယ်နှမျိုးပါလဲအပေကြစေတတ်တာကအပေမကြစေတတ်တာဟောဒေါမနတကလည်းအပေကြစေတတ်တာအပေမကြစေတတ်တာဥပ္ပခါကလည်းအပေကြစေတတ်တာကအပေမကြစေတတ်တာဒီလိုရှိတယ်တရားရတယ်ဝေဒနာကိုဒီလိုခွဲလာသဘောပါကြဝေဒနာပဲမဲ့လေသောမနတပဲမဲ့လေပေကြတဲ့သောမနတပဲမကြတဲ့သောမနတဒေါမနတကလည်းပေကြတဲ့ဒေါမနတပဲမကြတဲ့ဒေါမနတဆိုတော့ဥက္ကမောင်တို့နားတဲ့တော့ခက်ဆန်းဆန်းဖြစ်ချင်းဖြစ်သွားဒေါမနတဆိုအပေသောတာကြီးပဲကွဒီလိုရင်လည်းယူချင်းယူပြကြတယ်နော်ဒီလိုမယူပါနဲ့တဲ့ဥပ္ပခါကလည်းအပေကြစေတတ်တဲ့ဥပ္ပခါနော်အပေမကြစေတတ်တဲ့ဒီလိုမရှိပဲဘူးလားကောင်းပြီဒါဖြင့်ဒကာဓမ္မတို့ယနေ့ရှင်းပြီးဒီကာလပြပါတော့မယ်ဒီသောမနတဒကာဓမ္မတွေစဉ်းစားကြည့်နော်ချောချောလာလာရင်ကြည်ကြည်နူးနူးညံ့ညံ့လေးတွေကြံရတွေ့ရမြင်ရတဲ့ခါကျတော့လိုချင်တဲ့သောမနတမလာဘူးလောဘသောမနတမလာဘူးလားအဲ့ဒီသောမနတမျိုးကြတော့ဘယ်လိုဆုံးဖြတ်ရချပါမလို့ဆိုတော့လိုချင်တဲ့သောမနတဖြစ်နေတော့စဉ်းစားလိုက်တဏှာမဖြစ်သေးဘူးတဏှာလာလို့ရှိရင်ပြိဿသမုပ္ပါဆက်ကြပြီတော့ဥပါဒံကံဇာတိဇရာမရဏမလာပဲဘူးလားဇာတိဇရာမရဏဆိုတော့ဘယ်ဇာတိဇရာမရဏပဲထားလိုက်ပါတော့ဒကာတော်မတို့ဟောဒီသောမနတမျိုးကြတော့လောဘသောမနတမျိုးကြတော့အပေကြစေတတ်တဲ့သောမနတမျိုးရှင်းကြပါဒါကဘယ်သွားတတ်တဲ့သောမနတပါအပေကြစေတတ်တဲ့သောမနတမျိုးဆိုတာဒကာဓမ္မတွေရှင်းမလားပြန်ပြောပါဦးမယ်ဒါလေးရှင်းသွားအောင်နော်ခိုင်းအပေကြစေတတ်တဲ့သောမနတတစ်မျိုးအပေမကြစေတတ်တဲ့သောမနတတစ်မျိုးရဲ့လို့နှမျိုးဘုရားကဟောထားတဲ့ဥစ္စာအပေကြစေတတ်တဲ့ကဘာပါလိမ့်မလဲလို့ဒကာဓမ္မတွေရှင်းလင်းပြပြလို့ရှင်းဖြင့်တရားကိုဘုရားရှင်းတဲ့အတိုင်းဘုန်းကြီးရှင်းပေးနေတယ်ဆိုတာကိုလည်းဒကာသစ်တို့ကမောင်တို့ကျေနပ်ပလားအပေကြစေတဲ့သောမနတကတခုသောအာယုံကိုချိန်လေးကြောက်ကလေးများလေးတိုက်ကလေးဓာလေးကားလေးအစရှိသည်မြင်တဲ့အခါကျလို့ရှင်းဖြင့်ဒီပုံလေးသဘောကျလိုက်တာဒါလေးရကြံလိုက်တာဆိုတော့
ဝမ်းမြောက်ဝမ်းသာနဲ့ပဲရချင်တယ်ဆိုတာဥက္ကမောင်ညင်းဖို့လိုသေးတယ်ဒါဘာသောမနတလို့ဆိုမလို့လောဘသောမနတဆိုတော့လောဘကတွဲမနေဘူးလောဘဆိုတာတဏှာပဲမဟုတ်တဏှာဖြစ်เสียဥပါဒံသွားလိုက်နော်ဥပါဒနာဖြစ်เสียကာမဘဝဖြစ်เสียဇာတိဖြစ်เสียဇေယမရဏတွေဆိုတော့တရားဓမ္မတွေရည်ရည်ပြီးသားတွေဖြစ်နေတော့ဟောဒီသောမနတဖြစ်ကောင်းမဖြစ်ကောင်းရှင်းမလားဒီသောမနတတွေကားလို့ဆိုရင်ပယ်ကြမှာဖြစ်နေသောကြောင့်ဖြစ်ကောင်းပါရဲ့လားရှင်းပြီနော်ဩဒါဖြင့်အပေမကြစေတဲ့နိဗ္ဗာန်ရောက်မဲ့သောမနတအပေမကြစေတဲ့သောမနတနိဗ္ဗာန်ရောက်စေတဲ့သောမနတကြလာတော့ဒကာဓမ္မတို့ဒီလိုလုပ်ကြပါအာယုန်လေးတစ်ခုမြင်လိုက်တဲ့ပင်လေတဲ့ဒကာဓမ္မတို့အာယုန်တစ်ခုကိုဒီတရားဓမ္မအထုတ်လိုက်တဲ့ခါကြလို့ရှိရင်တရားဓမ္မတွေခန္ဓာကိုယ်ထဲမှာဝေဒနာတွေဖြစ်စေရုပ်ဖြစ်စေစိတ်ဖြစ်စေဒကာဓမ္မတွေခွင့်ပြုသင်ထားတာကဖြစ်ပြီးပြတယ်လို့ရှုပါလို့သင်မထားဘူးလားအဲ့ဒါလေးတစ်ချက်မိလိုက်တဲ့အခါကျတော့လေဝမ်းမသာဘူးဟာဖြစ်ပြတစ်ချက်တော့မိပြီဖြစ်ပြအိဋ္ဌတစ်ချက်တော့မိပြီဆိုတော့ဝမ်းမသာဘူးလားအဲ့ဒီဝမ်းသာတာမျိုးကြတော့ဝိပဿနာနဲ့ဝမ်းသာတာဖြစ်နေသောကြောင့်ဒကာသစ်တို့ဥပ္ပမောင်တို့ဖြစ်ကောင်းတဲ့သောမနာသဘောကျဒါကအလုံးလုံးမှဖြစ်မှာပါလားဒကာဓမ္မတွေဘယ်လိုမှဖြစ်မှာပါလဲအလုံးလုံးမှဖြစ်မှာပဲဆိုတာမသိကြသေးဘူးလားဒါဖြင့်ခုနကသောမနာတာနဲ့ဒီသောမနာတာဒီမချားနာဘူးလားဒါဖြင့်လူကျင်ရခြင်းတဲ့သောမနာတာကပရိစ္ဆေသမုပ္ပါဆက်တယ်တရားထုတ်လို့ဝမ်းမြောက်တဲ့သောမနာတာမျိုးကြလာတဲ့ခါကြလို့တရားကိုမြင်လိုက်လို့ဝမ်းမြောက်ပြီးဒီကလာဩဖြစ်ဖြစ်ကလေးတွေမြင်ရတာအနိစ္စရှိလို့အနိစ္စသိရတာဝမ်းမသာဘူးအနိစ္စရှိအနိစ္စသိရတာဝမ်းသာတဲ့ခါကြလို့ရှိရင်ဖြင့်ဒီဝမ်းသာလုံးကြတော့ဒကာဓမ္မတွေဘယ်နည်းနဲ့သူပဲသွားအောင်လဲတရားလည်းများဖြစ်ဖြစ်ကလေးတွေမြင်လို့အဖြစ်ဖြစ်ကလေးတွေမုန်းနဲ့ညာလေးတွေရလို့အဖြစ်ဖြစ်ဆုံးလေးတွေများမြင်လိုက်လို့ဝမ်းသာတာကောမရှိဘူးအဲ့ဒီဝမ်းသာတာတော့သောမနတာပဲမဟုတ်လားဒီသောမနတာမျိုးကြတော့ဒကာဓမ္မတွေဖြစ်ကောင်းပါလားဖြစ်ကောင်းတဲ့သောမနတာကမဖြစ်ကောင်းတဲ့ဒါဖြင့်ဝိပဿနာမရှိဘဲနဲ့လူရင်ရခြင်းတဲ့သောမနတာကြတော့ဘယ်နဲ့ဆိုကြပါမဖြစ်ကောင်းတဲ့သောမနတာဘယ်ကြောင့်မဖြစ်ကောင်းကြလို့ဆိုတော့ပရိစ္ဆေသမုပ္ပါဆက်ရကြီးလေသောကြောင့်ရှင်းမလားဘယ်နဲ့ကြောင့်ဖြစ်ကောင်းပါလဲပရိစ္ဆေသမုပ္ပါဆက်ရလေသောကြောင့်ဆိုတာကျေနပ်ပလားကောင်းပြီဒါဖြင့်ဖြစ်ကောင်းတဲ့သောမနတာကတော့ဒကာဓမ္မတွေတရားလေးအထုတ်လို့အနိစ္စလေးမြင်တဲ့အတွက်ဝန္တာဒုက္ခလေးမြင်တဲ့အတွက်ဝန္တာအနတ္တမြင်တဲ့အတွက်ဝန္တာပြီးဒီကရာဒုက္ခအဆုံးနေမြင်လိုက်လို့ဝန္တာရတဲ့အခါကောမရှိဘူးလားဘုန်းကြီးမှာအေးချမ်းပြီးဒီကရာစိတ်ထဲမှာဝမ်းမြောက်လို့မဆုံးဖြစ်နေတဲ့အခါကောမရှိဘူးလားမတွေ့ဘူးလေအယုံတသံတရားလုံးကအနိစ္စမမြင်ဘူးဒီအနိစ္စလေးမြင်ရတော့ဝန္တာလိုက်တာဆိုတာမျိုးကြလာတော့လေဒီဝန္တာလုံးလေးကဖြစ်ကောင်းမဖြစ်ကောင်းဒါနဲ့ဘယ်နဲ့ကြောင့်ဖြစ်ကောင်းပါလိမ့်မလဲလို့ဒကာဓမ္မတွေကအမေးထုတ်လို့ရှိရင်ပရိစ္ဆေသမုပ္ပါပြတ်တဲ့သောမနတာဖြစ်သောကြောင့်ဘုရားကဖြစ်ကောင်းမကွာသောမနတာဘယ်မျိုးပါလဲရှင်းပြီနော်ကောင်းပြီဒါဖြင့်ဥပဒနာရှုကုန်တော့နောက်မှပြောကြပါစို့ဒီ6ခုနည်းနည်းလေးဘုရားဟောတဲ့အတိုင်းရှင်းပေးပါဦးမယ်နော်ဒေါမနတာကလည်းဒကာဓမ္မတို့မဖြစ်ကောင်းတဲ့ဒေါမနတာတစ်မျိုးဖြစ်ကောင်းတဲ့ရှင်းမလားဒေါမနတာကလည်းပါတယ်ဖြစ်ကောင်းတဲ့မဖြစ်ကောင်းတဲ့ဩဒေါမနတာပဲမဲ့လေဥက္ကမောကြီးဖြစ်ကောင်းမဖြစ်ကောင်းရှိသေးပါလားဖြစ်ကောင်းမဖြစ်ကောင်းရှိသေးတယ်ဆိုတာဒကာဓမ္မတွေကြည်ရင်တဲ့သဘောကျပါလားကာယတိဒေါမနတာမဖြစ်ကောင်းတာကတော့ဒီဘက်ကနေပြီးကာလကိုယ်နဲ့မတည့်တဲ့ပုဂ္ဂိုလ်မြင်လိုက်တဲ့ခါကြလို့ရှိရင်ဖြင့်မျက်နှာလေးရမ်းသွားလိုက်မျက်စိလေးဒီကားလေးကောင်းလေးရမ်းပြီးဒီကာလကြောပေးနေလိုက်ဆိုတော့ဒါဖြစ်ကောင်းမဖြစ်ကောင်းစဉ်းစားအဲ့ဒီဒေါမနတာကြတော့ဒေါမနတာဒုက္ခဒေါမနတာဥပါယတာအဝိဇ္ဇာသင်္ခါရတွေနဲ့ပရိစ္ဆေသမုပ္ပါဆက်မဆက်ဒါဖြစ်ကောင်းမဖြစ်ကောင်းမဖြစ်ကောင်းတဲ့ဒေါမနတာဆိုတာကျေနပ်ပါလားကောင်းပြီဖြစ်ကောင်းတဲ့ဒေါမနတာခွင့်ရှင်းပါပါရှင်းပေးမဖြစ်ကောင်းတာကတော့လူတိုင်းသိပြီးသားဆိုကြပါလေနော်ဖြစ်ကောင်းတဲ့ဒေါမနတာကတော့ဒကာဓမ္မတွေက
ငါတို့ဒီပေလေးပါးကပိတ်တဲ့သောတာပန်ဒီဘုလို့ကိုငါတို့ဒီအိဋ္ဌဒုက္ခအနတ္တတွေငါတို့ဖြစ်ဖြစ်တည်ရှုပြီးဒီကလာနေတယ်မြင်ကိုမမြင်နိုင်သေးဘူးမြင်ကိုမမြင်နိုင်သေးဘူးဘုရားကလည်းဟောတာကဖြစ်ဖြစ်မြင်ဖို့အရေးကြီးတယ်ဖြစ်ဖြစ်မုန်းဖို့အရေးကြီးတယ်၎င်းဖြစ်ဖြစ်ဆုံးဖို့အရေးကြီးတယ်လို့ဟောထားပါလားငါတော့မမြင်ဘူးခက်လေခြင်းဒါလည်းပါခေါ်ကြဒေါမနတာပဲဒီဒေါမနတာမျိုးကြတော့ဖြစ်ကောင်းတယ်တရားဓမ္မတို့ဘယ်နဲ့ဆိုအဲ့ဒါပယ်လေးပါးကပိတ်တယ်လို့ကြည့်လို့နေတာပယ်လေးပါးကပိတ်ကြောင်းကိုပဲငါတို့ဒီကားလို့ဆိုရင်မမြင်သေးဘူးအနိစ္စမမြင်သေးဘူးဖြစ်ပြမမြင်သေးဘူးခက်လိုက်တာဆိုတဲ့တခါတလေမလားကြဘူးအဲ့ဒီဒေါမနတာမျိုးကြတော့ဘယ်နဲ့ဆိုကြရှင်းကြဒါဖြင့်ဒေါမနတာဘယ်နှမျိုးထားကြမလဲဖြစ်ကောင်းတယ်မဖြစ်ကောင်းတယ်ရှင်းပြီနော်အဲ့ဒါဒီကားလို့ဆိုလို့ရှိရင်ဖြင့်တဲ့တရားဆရာဝတ္ထုထုတ်ပြီးဒီကားလာတာလေးနည်းနည်းလေးမှတ်လိုက်တာပေါ့နော်ဘုမဟာသီဝကိုရကြီးဆိုတာရှိတယ်ဘုရားလက်ထက်ကနော်မဟာသီဝကိုရကြီးဆိုတာကတရားဓမ္မတို့အမှန်တရားဆိုပြီးကျမ်းဂန်တက်ကျွမ်းတဲ့ပုဂ္ဂိုလ်ကြီးလို့မှတ်ထားကြမှာနော်ဖြစ်ကောင်းတဲ့ဒေါမနတဝတ္ထုထုတ်ပြဖြစ်ကောင်းတဲ့ဒေါမနတရဲ့ဝတ္ထုကိုတရားဓမ္မတို့တိုးတိုးလေးမှတ်ကြည့်ရမယ်နော်မဟာသီဝကိုရကြီးသူဒီကားလို့ဆိုရင်ကျောင်းပေါင်း900လောက်စာချနေတဲ့ပုဂ္ဂိုလ်ကြီးပါပဲအမှန်တရားစာပေကျမ်းဂန်တော်များတယ်သူတို့တွေကတော်ထဲမှာရဟန္တာဖြစ်ပြီးကြတာနေကြတယ်တရားကျင့်ကြံကြိုးကိုအထုတ်တာနဲ့တပည့်တွေကအဘိညာမာရတာနဲ့ဥက္ကမောင်တို့တရားတစ်တို့ငါတို့ဆရာကြီးဟာရဟန်းကိစ္စပြီးလေဗလားရဟန္တာဖြစ်လေဗလားလို့သူတို့အဘိညာနဲ့ကြည့်လိုက်နော်ဆိုခဲ့တော့အဘိညာနဲ့ကြည့်တဲ့အခါကျတော့မှဘာမှမဟုတ်သေးပါလားလို့ဆိုတာသွားမြင်ကြနော်ဒါနဲ့ကောင်းငင်ကနေပြီးတော်တဲ့ရဟန်းကနေပြီးရဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်ကောင်းငင်ကနေကြွလာတဲ့ဥက္ကမောင်ကြီးကြွလာတဲ့အချိန်ကြပြီးသူရှိမှာပဲဝိချပြီးဒီကလာငါရှင်ပါလို့လာတော့အနုမောဒနာတရားလေးဘုလိုချင်လို့ပါဗျာဟာငါလူရငါတပည့်ရငါအချိန်မရှိဘူးဒါဗျာဆုံးခံသွားတဲ့ချိန်လေးဆုံးခံမထွက်ခင်လေးတပိတ်ကလေးပါလေးပိုက်နေခဏရက်တဲ့ချိန်မေးပြရဒီချိန်လည်းမရဘူးအဲ့ရထားခြင်းမရဘူးလားမရဘူးကဒီချိန်လည်းသုတ္တံပုဂ္ဂိုလ်ပြီးမှပုဂ္ဂိုလ်တွေကမင်းမပုဂ္ဂိုလ်တွေကသူ့ချိန်နဲ့သူ့ချိန်ပေးထားလို့ချိန်နေစီနေတယ်ကွာဘယ်ချိန်မှမေးချိန်ကိုမရဘူးလို့တခါသိအချိန်ကြီးကုန်နေသူ့မှာဖြေးနေရတဲ့အချိန်နဲ့မအောင်ပေါ့ဗျာဒါနဲ့ဟောရဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်ကတော်တဲ့ကကြွလာပြီးရဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်ကအရှင်ဘုရားဒီလိုဖြစ်ရင်ရှင်ဘုရားသေချိန်များမှရှိသေးလားလို့ငေါ်လုံးစောင်းလုံးနဲ့ပြောလိုက်သဘောကျသေချိန်မှရှိသေးလားလို့ငေါ်လုံးစောင်းလုံးနဲ့ပြောလိုက်ပါလေပြောပြီးဒီကလာသံဝေကရစေတော့ဆိုပြီးဒီကလာတကယ်သိကောင်းငင်ပဲသူရှိပြန်တက်သွားကောင်းငင်ပြန်တက်သွားတယ်တဲ့ရဟန္တာပုဂ္ဂိုလ်ဆိုတော့အဘိညာဉ်လည်းရပြီးတဲ့ပုဂ္ဂိုလ်ဖြစ်လေသောကြောင့်ပြန်နိုင်တယ်လို့တကယ်သိမှိုက်တယ်ပေါ့အဲ့ဒီပြန်သွားပြီးဒီကလာဒီပုဂ္ဂိုလ်တဲ့ထူးတဲ့ပုဂ္ဂိုလ်ပါလားငါစီအနုမောဒနာတရားတောင်းလာတာမဟုတ်ပါလားသတိပေးမလို့လာတာနဲ့တူတဲ့ငါလည်းကွာဒီရဟန္တာဖြစ်ဖို့လို့ဟာမခဲပါဘူးဆိုပြီးဒီကလာသူလည်းပရိယတ်တွေစွန့်တယ်ပြီးဒီကလာဒကာဓမ္မတော်တယ်သွားပါတယ်တော်တယ်သွားပြီးတရားထုတ်တယ်နော်တော်တယ်သွားပြီးတရားထုတ်တဲ့ချိန်ကြတော့သူစိတ်တွေကဝါဇလပြီးတော့တရားနေ့ပြန်လာမယ်ဆိုပြီး73ရက်နေလောက်မယ်ဥက္ကမောကြီးတောထွက်သွား3ရက်လောက်အာထုတ်ရဟန္တာဖြစ်ပါတယ်ဒါမခဲရင်ပါဘူးလို့သူစိတ်ထဲမှာအတော်လဲဘုံမြင့်တယ်ဆိုတော့မှတ်ထားရတယ်ပေါ့3ရက်အာထုတ်ရင်ရပါတယ်ရဟန္တာဖြစ်ကိုသူရလိမ့်မယ်လို့ဧကန်ယူထားပါတယ်နော်ဒါနဲ့အာရုံကဓမ္မတို့အာထုတ်လိုက်တာနဲ့ဖြစ်ဖြစ်နေစားတွေအာထုတ်လိုက်တာ3ရက်သာရှိသွားတယ်ဒကာဓမ္မတို့ဟိုမှာသာဝါဆိုဖို့အချိန်ရောက်သွားတယ်ဝါဆိုတော့ပြီးတော့တည့်ရနေတာဝါဆိုကြတော့တယ်သူတော်ထဲမှာတည့်ရနေပြန်ပြီးရဟန္တာဖြစ်နေဝါဆိုမဲ့လို့မှန်းကြည့်ကြည့်ရတရားမပေါက်လို့ဝါဆိုနိုင်သေးရဲ့ဒကာဓမ္မတို့မလွယ်ကူဘူးနော်မလွယ်ကူပဲဖြစ်သွားဒါနဲ့ပဲကဲကွာသတင်းကျွတ်ထီအောင်တော့အထုတ်ရင်ဘယ်မရပဲနေရမလဲဆိုပြီးသတင်းကျွတ်ကြအောင်သတင်းကျွတ်ကြမှာဘဝရဏဘွဲကြမှာရဟန္တာဖြစ်နေဝင်တော့မကွဆိုပြီးဒီကလာကြိုးစားလိုက်တာလဲတကယ်တဲ့ဥက္ကမောင်သတင်းကျွတ်လည်းမရဘူးဒကာဓမ္မတို့ဖမ်းကြိုက်သေးရလားကဲတူတူပြောကြပါစို့12ကြာသွားကြစို့နော်12ကြာအောင်မရပဲဖြစ်
ရှင်းဘယ်လောက်ကြာသွားဆန်းနေကြအောင်မရပဲဖြစ်ပြီးဒီကလာသွားတော့သူ့စိတ်ထဲမှာဩငါတော့ဖြင့်ရလိုက်တဲ့ပုဂ္ဂိုလ်ဟုတ်မထင်ပါဘူးအလွန်ဉာဏ်ဖြစ်တဲ့ပုဂ္ဂိုလ်ပဲပုဂ္ဂိုလ်ညူတင်ညူနေရပုဂ္ဂိုလ်ပရပရမပုဂ္ဂိုလ်တွေ့တဲ့အဉာဏ်ဆုံးပုဂ္ဂိုလ်တော့ဖြင့်ငါဖြစ်ပြီဆိုပြီးဒေါမနတာဖြစ်တယ်ဘယ်နဲ့ကြောင့်ဒေါမနတာဖြစ်တာတော့အကဲခတ်ကြစမ်းတရားမရဖြစ်တယ်ရှင်းညဘယ်နဲ့ကြောင့်ဒေါမနတာဖြစ်ပါလဲတရားမရလို့ဖြစ်တဲ့ဒေါမနတာမျိုးဖြစ်ကောင်းတယ်လို့မှတ်ရှင်းမလားတရားမရလို့ဖြစ်တဲ့ဒေါမနတာမျိုးကြတော့ဖြစ်ကောင်းပါတယ်ဆိုတာသိကြကြကောင်းပြီဒါဖြင့်ဒကာဓမ္မတို့တရားမရလို့ဖြစ်တဲ့ဒေါမနတာကိုဖြင့်ဖြစ်ကောင်းတယ်လို့ပဲသုံးပြချက်ချပါဆိုတာဒီဝတ္ထုမှာထုတ်ပြရှင်းတတ်ကြဒါဖြင့်ခင်ဗျားတို့ဒီဒေါမနတာမျိုးများလာဘူးလားမေးရင်ဒကာဓမ္မတွေဘယ်နဲ့ဆိုကြပါလာဘူးကြလားလာဘူးလို့ရှင်ဒီဒေါမနတာအပယ်ချလိုက်မယ်လို့မယူပါနဲ့ဒီဒေါမနတာတွေအပယ်ချမလို့လားနိဗ္ဗာန်ပို့မလို့လားကောင်းပြီဒါနဲ့ဆယ်နှစ်ရှိတော့တရားထုတ်လိုက်တာဘုကမောင်တို့ဒကာသစ်တို့မရပဲဖြစ်နေတယ်နော်မှန်ကြီးက3ရက်နှစ်က7နှစ်တောင်ပြည့်သွားတော့ဥက္ကမောင်သူ့စိတ်ထဲစိတ်မပြတ်ပြီဘူးပြတ်တန်တဲ့သူစိတ်ထဲမှာထပြီးငိုတော့တာငါနဲ့တော်ပြင်းတဲ့ပုဂ္ဂိုလ်ပဲမှန်ကြီးတွေအကုန်လွဲကုန်ပြီဆိုပြီးကြလားငိုရှာတယ်ရန်ကြီးငိုပြီဆိုတာဓမ္မတို့ဘောကြငိုတာဒေါမနတာလားဒေါမနတာလားဒေါမနတာသိရှာကြီးကျယ်ဖြစ်ဘယ်နဲ့ကြောင့်ဒီကိုယ်တော်ငိုပါလိမ့်မလို့ဆိုတာကိုအကဲခတ်မိပါဘာကြောင့်ပါလဲတရားမရဖြစ်ကောင်းမဖြစ်ကောင်းဒါကြောင့်ဖြစ်ကောင်းတယ်ဆိုတာကိုလည်းဒီဒေါမနတာမျိုးကြတော့ပြီးဝဲကောင်းတဲ့ဒေါမနတာဆိုတာသိကြကြကောင်းပြီလားနဲ့ပဲသူအားထုတ်နေတဲ့သစ်ပင်စောင့်တဲ့နတ်သမီးကလည်းဩဒီကိုယ်တော်ကြီးနဲ့ဖြင်းလာတယ်တရားမရတယ်နဲ့ငိုရတယ်ယောက်ျားလုံနေပြီးဒီကလာဘယ်နဲ့ပါလိမ့်မလို့အစရှိသေးတယ်အောက်မဲ့ပြီးဒီကလာသူကလည်းလူအောင်ဖန်ဆင်းပြီးဒီကလာတကယ်သိဒီကိုယ်တော်ကြီးငိုတဲ့မနှီးမွေးမှာထိုင်းငိုပြန်တယ်ဒီကမကလည်းနော်နတ်သမီးကထိုင်းငိုတယ်ဆိုတာကသဘောကျအဲ့ဒီထဲမှာဟိုနာကလည်းငိုဒီကိုယ်တော်ကြီးကလည်းငိုတာနဲ့ပထမငိုကြတာမကြားကြသေးဘူးပေါ့လေနောက်ကြဒီကိုယ်တော်ကြီးကငိုရမှတ်တတ်တယ်ဟိုဒကမငိုတာကြားဒကမငိုတာကြားတော့ဟာဒီဒကမကဘယ်နဲ့ကြောင့်ဒီနာလာငိုနေရတာတုံးလို့ तू ကဥစွာပဲမေးလိုက်တယ်ကိုတော်ကြီးကမဟာသီဝကိုတော်ကြီးကမေးလိုက်တပည့်တော်လည်းဗျာတရားရမလားလို့ငိုနေတာပဲလို့လှောင်လိုက်ရိပ်မိဗလားဘယ်လိုများပြောပါလဲတရားရမလားလို့ငိုနေတယ်ဗျာတပည့်တော်လည်းဒီစိတ်ကူးနဲ့ပဲငိုတာပါပဲလို့ပြောလိုက်တော့ရန်ကြီးခန္ဓာရည်ရှိပါမယ်အဲ့ဒီခန္ဓာရည်မရှိတဲ့အခြေအနေရောက်မှတက္ကသစ်တို့ဥက္ကမောင်တို့ရန်ကြီးရှက်ဒကမတောင်ကလောင်ကလေးပြောင်းကလေးဖြစ်နေပါဘောလားဆိုပြီးကြတာပြန်ပြီးကြတာအထုတ်ပါတယ်ပြန်အထုတ်တော့ရသွားတယ်ရန္တာပြောင်ရသောတာပန်သရဂနာဂယန္တာ၄ကျင့်ကြောင်တက်သွားတယ်လို့ဒကာဓမ္မတွေမှိုက်တယ်ပေါ့နော်သဘောကျအဲ့ဒီတော့တက်သွားတဲ့ခါကျတော့စိတ်ကလည်းဥက္ကမောင်အတော်ပြင်းထန်တဲ့ပုဂ္ဂိုလ်ဖြစ်နေသောကြောင့်7နှစ်စလုံးမှာကာယင်တရားမရချီမသေးတော့ဘူးဆိုတော့ချီကိုဒုတက်နေတယ်ဆိုတာသဘောကျချီကိုမသေးတော့ဘူးဒကာဓမ္မတို့တရားကြီးအားထုတ်နေတာပဲဘာလို့မှကိုဆိုတာမလုပ်ဘူးဆိုတော့ချီသေးတာတော့မလုပ်ဘူးဆိုတော့ဒကာဓမ္မတို့တန်းကုန်ပြီဆိုတာကသဘောကျဒါနဲ့ပဲတဲ့ခေါင်းကရဟန္တာပုဂ္ဂိုလ်ကငါဤဆရာကိုတော်ကြီးဘယ်လိုများနေပါလိမ့်မလဲဆိုပြီးစဉ်းစားလိုက်ပါတယ်စဉ်းစားလိုက်တော့ရဟန္တာဖြစ်ပြီးငါချီသေးသွားမှာပဲဆိုပြီးရဟန္တာခေါင်းကအနုမောဒနာတရားတောင်းတဲ့ကိုတော်ကြီးကလည်းကြွလာပါတယ်ကြွလာပြီးကလာတိပိတပိတွေလည်းကြွလာကြတဲ့အခါတရားကလည်းကောင်းငင်ကမနေနိုင်လို့သူစိတာခေါ်လာပြီးဒီကလာခြိသေးပေးကြရတယ်ဆိုတာလေဒကာဓမ္မတို့ရဟန္တာဖြစ်မှခြိသေးခံတယ်ဆိုတာဘာသဘောကျအဲ့ဒီဒေါမနတာမျိုးဘယ်နဲ့ဆိုကြမယ်ဒါဖြင့်ဒေါမနတာဘယ်နှမျိုးထားကြမယ်ဖြစ်ကောင်းတယ်မဖြစ်ကောင်းတယ်ဒေါမနတာဘယ်နှမျိုးပါအိမ်ကြလို့ရှိရင်ဒကာဓမ္မတွေတဲ့ဘုန်းကြီးကဝေဒနာနုပဒနာကိုဟောပါလိမ့်ဟောတဲ့အခါကြလို့ရှိရင်မမြင်မြင်အောင်ကြည့်မမြင်မြင်အောင်ကြည့်မမြင်ဘယ်နဲ့ကြောင့်မမြင်မရှိရအောင်လို့ရှိတာပဲဆိုတဲ့ဥစ္စာမြင်အောင်ကြည့်ပြီးဒကာဓမ္မတွေကြိုးစားလိမ့်မယ်ဆိုတာကိုတိုက်တွန်းချက်ပါပြီမဟုတ်လားကဲဥပ္ပခါလည်းထုံနည်းတူပဲဒကာဓမ္မတွေတခုသောအာယုံမြင်တယ်ဆိုတော့မြင်တာတွေကလို့ရှိရင်ဥပ္ပခါပဲ
ဥပက္ခတတံသက္ကုဝိညာဏနဲ့မြင်တာပဲအဲ့ဒီဥပက္ခလေးဖြစ်တာမသိလိုက်တဲ့အခါကျတော့ရှင်ဖြင့်မြင်ခြင်းကြောင့်လိုခြင်းတည်းရခြင်းတည်းဆိုရတဲ့နောက်ကလိုက်မလာပဲဘူးလားအဲ့တော့ဒီဥပက္ခမျိုးဒီဖြစ်ကောင်းမဖြစ်ကောင်းဘာကြောင့်လဲတော့မှပရိစ္ဆေသမုပ္ပါဆက်လို့မှတ်လိုက်တာပေါ့သဘောကျခိုင်းတာဘာပဲတွေ့ဥပရိပါဏာသလာသလိုတရားဓမ္မတွေဖြစ်ပြကြီးမြင်နေတော့ရှုလိုက်တိုင်းဖြစ်မှုပြမှုကြီးမြင်နေတော့ရုပ်ကြည့်လိုက်လေဖြစ်ပြဝေဒနာကြည့်လိုက်လေဖြစ်ပြစိတ်ကြည့်လိုက်လေဖြစ်ပြသစ္စာကြည့်လိုက်လေဒုက္ခသစ္စာလေးကြည့်လိုက်ပြန်လာဖြစ်ပြဒီပဲတွေ့နေတော့တရားနဲ့ဖြစ်မနေဘူးလားတရားနဲ့ဖြစ်နေတဲ့အခါကျဥပဒနာဉာဏ်ဒီဥပက္ခမဖြစ်ဘူးလားဝိပဿနာဥပက္ခမဖြစ်ဘူးလားအဲ့ဒီဥပဒနာဥပက္ခမျိုးကြတော့ဖြစ်ကောင်းတဲ့ဥပက္ခရှင်းမလားမြင်ပြီးလိုချင်ရခြင်းတဲ့ဥပက္ခမျိုးကတော့ဒါဖြင့်ဖြစ်ကောင်းတဲ့ဥပက္ခမဖြစ်ကောင်းတဲ့ဥပက္ခဆိုတာယနေ့ကွဲပါဗလားကွဲသွားတဲ့အခါကျလို့ရှိရင်ဩဒါဘုရားခင်ကိုရမေကြီးဟောလို့လောဘမှာလည်းတရားဓမ္မကောမလကမှာလည်းဖြစ်ကောင်းမဖြစ်ကောင်းနှမျိုးဒေါသမှာရောဥပက္ခမှာရောနှမျိုးဆိုတာသိကြကြကောင်းပြီဒါဖြင့်တရားဓမ္မတို့ဒါကဘုဒ္ဓတအကျိုးမှာ၎င်းဝိပဿနာအကျိုးဟာ၎င်းပြောလိုက်ပါလေကဲဝိပဿနာဘုန်းကြီးတို့ပြရွပြစဉ်အတိုင်းအစစ်ကိုပြကြဆိုတော့အလုံးလုံးကိုအစစ်ကိုပြကြဆိုတော့ဒကာဓမ္မတွေဒါကိစ္စနားထောင်ပါအခုဘာပြတော့မယ်ဆိုတာသိကြလားဘုရားဥပဒနာအစစ်ပြတာနော်ဘယ်နဲ့ကဖြစ်ကောင်းမဖြစ်ကောင်းဆိုတာကတမျိုးအခုကဘယ်ဟာလာရှုရမယ်ဆိုတဲ့ဥစ္စာပြတော့ဘာပြမယ်ထင်ကြဘယ်ဟာလာဥပဒနာရှုရမယ်ဆိုတဲ့အဓိပ္ပာယ်ပြနော်အဲ့ဒါသုံးခုလေဒါတွေ6ခုပေါင်းလိုက်လို့ရှိရင်ဒကာဓမ္မတို့3ပဲဖြစ်ဘူးလားကဲ3ပဲဖြစ်ကြပါစို့ဒုက္ခဝေဒနာဒုက္ခဝေဒနာဥပ္ပခဝေဒနာဒကာဓမ္မတို့ဘယ်မျိုးရှိဒီဘက်ကဘာပါလိမ့်ဒီဘက်ကဥပ္ပခဝေဒနာလို့ဒကာဓမ္မတွေခန္ဓာကိုယ်ထဲမှာဝေဒနာဘယ်မျိုးရှိပါတခါကလေးကြလာတော့ဒကာဓမ္မတွေကိုယ်လည်းချမ်းသာစိတ်လည်းချမ်းသာလေးများကောမရှိဘူးဒါကြတော့ဒုက္ခဝေဒနာပေါ့ဗျာရှင်းပြီနော်ကိုယ်လည်းချမ်းသာစိတ်လည်းချမ်းသာနေတာဒီလိုလုံးမှာဘာဝေဒနာတွေဆိုကြပါဒါခင်ဗျားတို့ဝေဒနာခန္ဓာဟုတ်ပါရဲ့လားတခါတည်းကြတော့ကိုယ်ဆင်းရဲစိတ်ဆင်းရဲကောမရှိဘူးဒါကြတော့ဘာဝေဒနာတွေဒီချိန်လည်းညှို့ထိုးတော့လေဒီချိန်မှာဘေးကနေလည်းညှို့ထိုးရင်ဘာလည်းညှို့ထိုးမိမယ်ထင်ကြတော့ဝေဒနာပဲထိုးမိမှာပဲရိပ်မိကြဒုက္ခဝေဒနာရှိတဲ့အချိန်ထိုးမိလို့ရှိရင်ဒုက္ခဝေဒနာပဲထိုးမိမှာပဲဒုက္ခဝေဒနာထိုးမိလို့ရှိရင်ဒုက္ခဖြစ်နေတဲ့အချိန်ညာနဲ့ညှို့ထိုးကြည့်လို့ရှိရင်ဘာထိုးမိမယ်ထင်ကြတခါတည်းကြတဲ့ဒကာဓမ္မတွေအားလုံးပဲဥပ္ပခဝေဒနာတွေများဖြစ်အလုံးစုံသောပုဂ္ဂိုလ်တွေဒီကာမတကာပဲဆိုပြီးကာလများညာလဲနေတဲ့အခါမရှိဘူးလားအဲ့ဒီခါကျတော့ဥပ္ပခဝေဒနာတွေမဖြစ်ပေဘူးလားမျက်လုံးနဲ့မြင်တာလည်းဥပ္ပခနာရဲကြတာရောနှာခေါင်းနဲ့နားနဲ့စိတ်ကလေးတွေရောဥပ္ပခသာတံခန္ဓာဝိညာဏစရှိသည်ပေါ့ဗျာနော်လေယာဘောပေါ်တာရောဝန်းနဲ့ကာမတကာထားတာတွေဟူသည်ဥပ္ပခတွေပဲဆိုတာသဘောကျအဲ့ဒီမြင်နေတဲ့အခါမှာလဲဘာခန္ဓာလို့ဆိုကြမယ်ဥပ္ပခဝေဒနာခန္ဓာကြားနေတဲ့အခါနားနေတဲ့အခါစားနေတဲ့အခါဝန်းနဲ့ကာမတကာထားတဲ့အခါဥပ္ပခဝေဒနာခန္ဓာလို့မှတ်ထားတော့ဒကာဓမ္မရဲ့တဏ္ဍာကိုယ်ထဲမှာဝေဒနာဘယ်နှမျိုးရှိတယ်အားလုံးမနာသေးတဲ့ပုဂ္ဂိုလ်များလည်းသေချာမှဘာလို့လို့ရမယ်တရားဖြစ်နေသောကြောင့်သေးသေးချာချာမှတ်မှသာလဲကိုယ့်အိမ်မှာလှုပ်ဖြစ်မယ်ဆိုတာလဲကြည်ကျင်တဲ့မှတ်ကြစမ်းပါသဘောကျကြစမ်းပါနော်ဒုက္ခဝေဒနာလဲဒကာဓမ္မတို့ခန္ဓာကိုယ်ထဲမှာသူ့ခိုက်တံသူမပေါ်ဘူးလားဒုက္ခဝေဒနာရောသူ့ခိုက်တံနဲ့သူပေါ်တာနော်ဥပ္ပခဝေဒနာရောသူ့ခိုက်တံနဲ့သူပေါ်တယ်ဆိုတာသဘောကျကောင်းပြီဒါဖြင့်ဒကာဓမ္မရဲ့တဏ္ဍာမှာဝေဒနာကင်းတဲ့အချိန်ပြောစမ်းပါဆိုရင်ဘယ်နဲ့ပြောကြဝေဒနာကင်းတဲ့အချိန်ဘယ်ချိန်မှမရှိဘူးနော်တခါတည်းဒုက္ခနဲ့နေတခါတည်းကြတော့ဒါဖြင့်အားလုံးဒကာဓမ္မတို့ဝေဒနာကင်းတဲ့ပုဂ္ဂိုလ်ဒီတဲ့ပါပါရဲ့လားဝေဒနာကင်းတဲ့ပုဂ္ဂိုလ်တရားမှမပါဘူးသူ့ဝေဒနာနဲ့သူ့ခိုက်တံနဲ့နေကြတာကြီးပဲဆိုတာကိုရှင်းကြဒါဖြင့်ဒကာဓမ္မတို့
ခန္ဓာကိုယ်ကြီးဘာခန္ဓာလို့ဆိုကြမလဲဝေဒနာခန္ဓာလို့ဆိုကြပါတော့နော်ဝေဒနာခန္ဓာလို့ဆိုကြပါတော့ဓမ္မတို့ခန္ဓာကိုယ်ကြီးဘာဆိုကြမလဲဝေဒနာခန္ဓာလို့ဆိုရမယ်ဆိုတာကိုသိကြကြတခါတလေဘာဝေဒနာနဲ့နေတယ်အဲ့ဒီချိန်တော့ဝေဒနာခန္ဓာပဲတခါတလေဘာနဲ့နေပါလိမ့်ဒုက္ခဝေဒနာနဲ့တော့ဒီချိန်လည်းဘာခန္ဓာဆိုကြတခါတလေကျတော့ဘာနဲ့နေပါလိမ့်အဲ့ဒီချိန်ကဘာခန္ဓာဆိုကြဩဒါဖြင့်ဓမ္မတို့ခင်ဗျားတို့လည်းညှိုးထိုးကြည့်လို့ရှင်းဖြင့်အရှိထိုးလဲကောင်းငင်ထိုးမိမှာအနောက်ထိုးအပေါ်ထိုးလဲဘေးလက်ထိုးကျင်တာတို့ကောင်းငင်မဲ့ထိုးမိမှာပဲမတ်တရပြီးထိုးပါတဲ့မတ်တရပြီးအောက်လည်းညှိုးထိုးပြန်တယ်မြေကြီးထိုးမိတယ်ဆိုမလားမြေကြီးနဲ့လည်းညှိုးနဲ့ဝေးရှိတယ်ကြားထဲမှာကောင်းငင်လေးရှိနေသေးတယ်မရှိဘူးလားကောင်းငင်ပဲထိုးမိရမရောက်ပြီဘူးလားဒီမှာလဲဘယ်ချိန်ခန္ဓာကိုယ်ထဲမှာကြည့်ကြည့်ဝေဒနာတွေ့အောင်ကြည့်ရမယ်သဘောပါဘယ်ချိန်ခန္ဓာကြည့်ကြည့်ဝေဒနာကိုမေ့အောင်ကြည့်ရဓမ္မတို့ဘယ်ချိန်ကြည့်ကြည့်ပါပါလိမ့်ဝေဒနာမေ့အောင်ကြည့်ရမယ်ဆိုတာကိုသဘောကျခொနည်းကလည်းညှို့ထိုးတော့ဘယ်ထိုးဘယ်ထိုးမိတော့ဒီမှာလည်းဓမ္မတွေညာနဲ့ဘယ်ချိန်ပဲလက်ညှို့ထိုးဝေဒနာကြီးတွေ့ရမယ်ရှင်းမလားညာနဲ့ဘယ်ချိန်လက်ညှို့ထိုးဘာတွေ့ရဝေဒနာကြီးတွေ့ရမယ်ဆိုတော့ကျင့်납ပါဘာကြောင့်ဝေဒနာကြီးတွေ့ရမယ်လို့ဆရာဘုန်းကြီးဟောပါလိမ့်မလို့ဆိုတော့ခန္ဓာကိုယ်ကြီးကဘာခန္ဓာလဲခန္ဓာကိုယ်ကြီးကဝေဒနာခန္ဓာဆိုတော့ဓမ္မတို့ဘယ်ချိန်ညာလက်ညှို့ထိုးဘာထိုးမိမယ်ထင်ကြဝေဒနာပဲထိုးမိမယ်ဆိုတာမသေးကြဘူးလားခိုင်းဒါဖြင့်ဝေဒနာထိုးမိအောင်ထိုးလို့ရှိရင်ဖြင့်ဓမ္မတို့သိကြပါတယ်နော်အဲ့တော့ခန္ဓာကိုယ်ထဲမှာဒုက္ခဝေဒနာဒုက္ခဝေဒနာဥပ္ပခာဝေဒနာလို့ဝေဒနာသုံးမျိုးမရှိဘူးလားဝေဒနာပေါ်တိုင်းဓမ္မတို့သူ့ဝေဒနာလေးပေါ်တာကရှင်းပြီးနည်းနည်းပြပြရည်တဲ့ဝေဒနာပေါ်တဲ့နေရာလေးကကိုယ်ပေါ်ကြလို့ရှိရင်ဓမ္မတို့မှတ်ထိုက်ကိုယ်ပေါ်မှာဒုက္ခဝေဒနာပေါ်တယ်သဘောကျဝန်းထဲမှာသောမနတဝေဒနာပေါ်တယ်ကိုယ်ပေါ်မှာဝန်းထဲကြတယ်ဝန်းပါလို့ရှိရင်ဝန်းထဲကိုဆန်းရှုရကိုယ်ပေါ်မှာလေလေးတိုက်လို့ခုနေရာလေးကနေလို့ကောင်းဒီနေရာလေးကနေလို့ကောင်းဆိုရင်အဲ့ဒီကောင်းတဲ့နေရာဒုက္ခကိုရှုရဝန်းတိုင်သောမနတဝေဒနာပဲရှုမယ်ကိုယ်ပေါ်မှာချမ်းသာလို့ရှိရင်ချမ်းသာတဲ့နေရာလေးကိုညာဥတက်ပြီးရှုရတယ်သဘောကျကောင်းပြီလားဝေဒနာဟာကိုယ်ပေါ်မှာပေါ်ရင်ကိုယ်ပေါ်မှာညာလိုက်ပါဝန်းထဲမှာပေါ်ရင်ခိုင်းတခါဒုက္ခဝေဒနာဆိုတော့နာရခြင်းနဲ့ကြိုက်တဲ့ခဲရရတဲ့စက်တဲ့အစရှိတဲ့နေရာအဲ့ဒါတစ်ခုလုံးမှာပေါ်နေပါလေအဲ့ဒီလိုဆိုလို့ရှိရင်လည်းပေါ်တဲ့နေရာလိုက်ပါနော်ပေါ်တဲ့နေရာဘာတွေ့မှထင်နော်ကဲဒုက္ခဖြစ်ခြင်းကြောင့်ဝန်းထဲမှာဒေါမနတကောင်ပေါ်တော့ဘူးအဲ့ဒါလည်းဒီချိန်ကြလို့ရှိရင်ဒေါမနတကိုမမိမအောင်ဖမ်းပါတဲ့သူလည်းဝေဒနာဖြစ်တယ်ဒါကြောင့်ဝန်းထဲလိုက်ရညာကဝန်းထဲလိုက်ရသဘောကျဒါပြန်လိုက်เสียနေရာဒီအတိုင်းပဲဆိုတာကိုသဘောကျဥပ္ပခဝေဒနာတော့တခါတည်းကြတော့မြင်တယ်ဆိုမျက်လုံးနဲ့ဥပ္ပခဝေဒနာပေါ်ကြားတယ်ဆိုရင်နားထဲမှာနားတယ်ဆိုရင်နှာခေါင်းထဲမှာဥပ္ပခဝေဒနာပေါ်တယ်ဟုတ်လားစားတယ်ဆိုရင်လျှာပေါ်မှာဥပ္ပခပေါ်တယ်ဝန်းထဲမှာကာမတက္ကထားတဲ့အခါမျိုးမရှိဘူးလားအဲ့ဒီခါကျတော့ဝန်းထဲမှာဥပ္ပခမပေါ်ဘူးလားအဲ့တော့တခါတည်းကျတော့မျက်စိနာနာကောင်းလျှာကိုလိုက်ပါတခါတည်းကျတော့ဝန်းထဲလိုက်ပါဥပ္ပခလည်းသူပေါ်တဲ့နေရာကိုသိမှသင်္ကြန်သိမှအတုပရှုဖြစ်တယ်ဆိုတာလည်းဖတ်မိကြပါလားသူသေးတဲ့နေရာမသိဘဲနဲ့ကျွတ်တို့ညာကလိုက်ရှုနေလို့တော်ပါဒါအင်္ဂါရေးကြည့်တဲ့ချက်ဆိုတာကပေါ်ကြဒါဖြင့်ပေါ်ရာကိုလိုက်ရပါလိမ့်မယ်ဆိုတာသဘောကျကောင်းပြီပေါ်ရာလိုက်တော့ဒုက္ခဝေဒနာဘယ်မှာပေါ်ကိုယ်ပေါ်သောမနတဝေဒနာဒုက္ခဝေဒနာဒေါမနတဝေဒနာဝန်းထဲမှာပေါ်သဘောကျပြီနော်မျက်စိနာနာကောင်းလျာမှာကာမတက္ကထားတဲ့အခါဝန်းထဲမှာပေါ်တယ်ဆိုတော့သူ့နေရာလေးနဲ့သူပေါ်တာကိုပြီးတဲ့အခါကျတော့မှဝေဒနာတွေကလို့ဆိုရင်ဖြင့်ဒုက္ခဒုက္ခဥပ္ပခါလို့ဆိုကြတယ်ပေါ်ရနဲ့ဝေဖန်လိုက်တဲ့အခါကျတော့6ခုဖြစ်သွားတယ်ဆိုတာကသဘောကျပေါ်ရနဲ့လိုက်တဲ့အခါကျတော့သူပေါ်တဲ့နေရာနဲ့လိုက်လိုက်တဲ့အခါကျတော့ဘယ်လိုမျိုးရှိသွားဒါဖြင့်ဓမ္မတို့ဝေဒနာဘယ်နှမျိုးရှုရမှာပါလိမ့်မလဲလို့မေးတော့ရှုရမှာတော့3မျိုးပဲခင်ဗျာပေါ်ရဌာနနဲ့လိုက်လို့ရှိရင်တော့
အခုမျက်စိနာနာကောင်းလျာနဲ့ပါပေါင်းမယ်ဆိုရင်မနှဲလောက်ပေါ့ဗျာတို့တော့သိထားလို့ရှိရင်တော်ပြီဆိုတာကျင့်납လားကောင်းပြီဒါဖြင့်ဒီဝေဒနာတွေရှုပါမှပပြင်စသိမယ်သဘောကျဒီဝေဒနာတွေရှုပါမှပပြင်စသိမယ်လို့ဘုရားကဟောဒီဖြစ်လေသောကြောင့်ကျွတ်တို့ဝေဒနာတော့ဖြစ်မရှုရင်ဖြစ်ပါမလားဝေဒနာရှုမဲ့ကြံတော့ဝေဒနာကအခုဝန်းထဲမှာပေါ်တာက3ခုပြင်မဲ့မှာပေါ်တာဒီကားလို့ဆိုလို့ရှိရင်ဖြင့်ဒကာဓမ္မတို့အကျဉ်းဆိုတော့3ခုပေါ့ဗျာကျေချလိုက်မယ်ဆိုလို့ရှိရင်လည်းသက္ကုသောတာကနာရှိပါနဲ့ဆိုလို့ရှိရင်ဖြင့်4 5 6ခုထားပါမယ်ဒါကနာထဲမှာဒီဝေဒနာတွေအကုန်မရှိဘူးလားသူ့အလိုက်လိုက်သူပေါ်တဲ့ချိန်နဲ့သူပေါ်တဲ့ချိန်မရှိဘူးလားကဲဒီဟာကိုဒကာဓမ္မတွေကမဲ့ခင်နဲ့လိုက်ရလိမ့်မယ်မဲ့ခင်ဘယ်နှပါးတုန်းဒကာဓမ္မတွေ5ပါးနဲ့ဥပဒနာမဲ့ဆိုတာ5ပါးပဲရှိ6ပါးဆိုတာမမြဲဘူးဥပဒနာမဲ့ဘယ်နှခုရှိပါလိမ့်ဒကာဓမ္မတို့ပေါ်ရာကိုခင်ဗျားတို့လဲရမယ်နော်ကိုယ်ပေါ်မှာပေါ်ရင်ကိုယ်ဝန်းထဲမှာပေါ်ရင်ကိုယ်ပေါ်မှာပေါ်ရင်ဝန်းထဲမှာပေါ်ရင်မျက်စိနာနာကောင်းတရားမှာပေါ်ရင်လက်မျက်စိနာနာကောင်းတရားမှာလိုက်ပါဝန်းထဲမှာပေါ်ရင်ကဲနီးလေးနိုင်ရလည်းသိနေလို့နီးတူတူလေးပြလိုက်မယ်ရှုနီးကိုကျဲတွန်းလည်းပြောပါလိမ့်မယ်နော်ကဲဒကာဓမ္မတွေရထားတဲ့ပါဠိလေးနှလုံးကိုဥက္ကမောင်ပေးချမှတ်တာအိပတိကောရကြဗလားဆိုစမ်းပါရပြီနော်ဘယ်နဲ့လဲတော့အိပတိကောမှတ်ထားရစမ်းအေဟိကမြန်မာလိုပြန်လိုက်မယ်လာခဲ့ပတ္တကရှုပါအေဟိကပတ္တကဒီတရားအခုပြောခဲ့တဲ့တရားတွေကလာရှုပါလို့သူတို့ကခေါ်သမားဒီ6ခုကဘာပါလဲအိပတိကောခေါ်သမားနော်အေးလာခဲ့ပါပတ္တကျွတ်တို့ကိုရှုပါသဘောကျအေးကပတ္တကရှုပါဆိုတော့ဒီ6ခုကဘာပဲလဲဘယ်လိုများပြောလို့ရှိပါလဲလာရှုပါကျွတ်တို့ပေါ်နေတယ်လာရှုပါသဘောကျကျွတ်တို့ပေါ်နေတယ်လာရှုပါလို့ဆိုတယ်ဒါဖြင့်အခေါ်သမားကဥက္ကမောင်ဘယ်လောက်တည်း6ခုသိကြကြမဖြတ်မဲနဲ့နေရင်6ခုပါပဲရှင်းကြပါလားဒါဖြင့်ဒီ6ခုကဘယ်ပါဠိတော်အတိုင်းဒကာဓမ္မတွေသူပြောလို့ဆိုလို့ရှိတယ်လေလို့မေးလို့ရှိရင်ခမရတို့ဓမ္မဂုဏ်တော်ထဲမှာအိပတိကောမှတ်စမ်းပါအိကပါလားပတ္တကဒါဖြင့်သူတို့ကလာရှုစမ်းပါလာရှုစမ်းပါလို့ခေါ်ပါတယ်သဘောကျဒီ6ခုကဘယ်လိုခေါ်လို့ရှိပါလဲလာရှုပါလို့သူတို့ကခေါ်လို့ရှိသဘောကျသူတို့ကဘယ်နဲ့ခေါ်ပါလဲလာရှုပါဆိုတော့ခင်ဗျားတို့ကမဲ့ခင်5ပါးနဲ့လက်ရမယ်တန်ဒိဋ္ဌိကိုရွတ်လိုက်ကြစမ်းပါတယ်လို့တန်ဒိဋ္ဌိကိုသာမန်ပတ္တိတာဘောတန်ဒိဋ္ဌိကိုဆိုတော့သာမန်ကိုယ်တိုင်ပတ္တိတာဘောမြင်အောင်လိုက်ရခင်ဗျားတို့ကအိပတ္တိကိုကခေါ်လို့ရှိရင်တန်ဒိဋ္ဌိကိုကလိုက်ပါရှင်းမလားအိပတ္တိကိုကခေါ်ခဲ့တော့ကိုယ်တိုင်မြင်အောင်လိုက်ပါဟောဒီ5ပါးနဲ့ဒီဝေဒနာရိဖြစ်ပျက်ကိုမြင်အောင်လိုက်ပါသဘောကျလားသူကပါတော့တန်ဒိဋ္ဌိကိုကိုယ်တိုင်မြင်အောင်လိုက်ရမယ်တရားကဘယ်လောက်ပါလဲ5ပါးခေါ်သမားကဘယ်နှယောက်ပါခေါ်သမား6ယောက်ကိုလိုက်သမား5ယောက်ကလိုက်ရရှင်းမလားခေါ်သမားကသူတို့အမြဲပေါ်မှာပဲတခုကမခေါ်ရင်တခုကခေါ်လိုက်မယ်ရှင်းမလားခင်ဗျားတို့5ပါးကတော့တန်ဒိဋ္ဌိကိုဆိုတဲ့အတိုင်းကိုယ်တိုင်မြင်အောင်လိုက်လိုက်စမ်းပါသဘောကျလိုက်လိုက်တဲ့အခါကျတော့ခေါ်သမားလိုက်သမားဥက္ကမောင်ဘယ်နှမျိုးရှိဒါအလုံးလုံးတော့မယ်တရားဓမ္မတို့ဒါအလုံးလုံးစင်ကိုသေချာဟောနေတယ်ဘာဟောနေတယ်ဆိုတာသိပလားအလုံးလုံးစင်ကိုသေချာဟောနေခေါ်သမားကပဲလျှောက်ပါလေလိုက်သမားကလိုက်သမားကမဲ့ခင်ခေါ်သမားကအနိစ္စသဘောကျခေါ်သမားကလိုက်သမားကဒါဖြင့်အနိစ္စကိုမဲ့ကနဲ့လိုက်ရှင်းမလားအနိစ္စကိုမဲ့ကနဲ့လိုက်လိုက်တဲ့အခါကျတော့အနိစ္စကဗန္ဒီအနိစ္စကအိပတိကောအနိစ္စကအမြဲတမ်းခေါ်သဘောကျအနိစ္စကအိပတိကောအိလာခဲ့ပါပတ္တကြုတ်ချူပါမခေါ်ဘူးလားခင်ဗျားတို့ကဘာနဲ့လိုက်မလဲ
တန်လေးကြီးကောဆိုတော့မဲနဲ့လာလိုက်လိုက်တပည့်ကြလိုက်လိုက်တဲ့အခါကျတော့ခေါ်တဲ့ရှိကိုလိုက်ပေးပါနော်အဲ့တော့ခေါ်တာကအိဋ္ဌာလိုက်တာကခေါ်တာကလိုက်တာကခေါ်တာကလိုက်တာကဒါဖြင့်အနိစ္စကိုမက်ကနဲ့လိုက်ပါရှင်းမလားအနိစ္စကိုခေါ်သမားကပါဠိတော်ဘယ်လိုပါလဲလိုက်သမားကဩတန်အိဗ္ဗတိကောခေါ်ရကိုတန်ဒိဋ္ဌိကောနဲ့လိုက်ပါအိဗ္ဗတိကောခေါ်ရကိုတန်ဒိဋ္ဌိကောကလိုက်ပါဆိုတာသဘောကျကဲလိုက်ချင်းအကျိုးမလိုက်ချင်းအပြစ်ကိုတော့လက်ဖြံမှာရှင်းမယ်နိုင်သိသွားပြီ